မင်္ဂလာပါဗျာဒါလေးကတော့ FZ Yamaha FZ wiring diagram ပေါ့နော်ကျွန်တော်တို့တော့တွေ engine store တွေဖြူတွေ relay တွေပေါ့နော် clutch relay တွေနော်နဲ့ sensor နဲ့ band angle တို့နော်သူတို့ရဲ့ balance လေးတွေကိုတက်နိုင်တဲ့များစူးစမ်းပြီးတော့ကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ live video လေးကိုတော်တော်များများကျွန်တော်တို့ကြည့်ပြီးတဲ့ဆရာတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကိုနော်ကျေးဇူးတုံးပြန်တဲ့အနေနဲ့ကျွန်တော်ဒီကိုနော်ပစ္စည်းတွေမှာယူအားပေးတဲ့ workshop ညီကိုများအားလုံးကိုလည်းလေးလေးစားစားနဲ့ဒီနေရာနေပဲကျေးဇူးတင်ပါတယ်လို့နော်လူဆိုတာတူစေနာတူမေတ္တာဆိုတဲ့နော်ကျွန်တော်တို့စကားအရဆိုရင်ဒါကျွန်တော်ပုံကိုလည်းစေနာထားပြီးတော့ကျွန်တော်ကလည်းမေတ္တာထားပြီးတော့တယောက်နဲ့တယောက်ကိုတိတာတက်တာလေးတွေကိုမျှဝေပေးတဲ့ကျွန်တော်ကိုထူးကျော်ရဲ့ live video အစီအစဉ်လေးပါနော် Yamaha FZ ဒီနေ့ကျွန်တော်ရဲ့အတိမိတ်ဆွေတယောက်က FZ နဲ့ပတ်သက်ပြီးတော့အခက်အခဲလေးဖြစ်လို့အကူအညီတောင်းလာတာဖြစ်တဲ့အတွက်စိတ်ထဲမှာပေါ်လာတော့လဲFZ wiring diagram လေးကိုရှင်းပြပေးဖြစ်ပါတယ်ပေါ့နော်ဒီကလို့ကျွန်တော် live video လေးကိုအချိန်တော်တော်ကြာအောင်တော်တော်များများပြည့်စုံအောင်ပြောပြပေးစီခြင်းနဲ့ဆိုရင်တော့ workshop group တွေကိုအရင်ဆုံး share ထည့်ပေးလိုက်ပါအောင်လို့နော် view များများတက်တယ်ဆိုရင်ကျွန်တော်လည်းပြောအားရှိပါတယ်လို့နော်မင်္ဂလာညချမ်းလေးပါမြစ်ချေရ API ဆရာကိုကျော်လင်းထွန်းမင်္ဂလာပါနော်ကိုစိုးတီဟာမင်္ဂလာပါဟုတ်ကဲ့ပါကိုစိုးတီဟာကျွန်တော်ဒီကနေပြီးတော့ဆက်ဝယ်ယူထားတဲ့ဒဝယ်ကကိုစိုးတီဟာဆက်သုံးပြရတာအဆင်ပြေပါသလားအဆင်မပြေရင်လည်းဖုန်းဆက်ပြီးတော့ဆက်ပြီးမေးမြန်းနိုင်ပါတယ်ဗျဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာဝိုင်းဝိုင်းတချင်းလေးလိုပဲကံကြမ္မာကတခါလေးမှထူတလဲခါတလဲဆိုတာကျွန်တော်တို့လုပ်ငန်းလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်နော်လုပ်ငန်းလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်စီးပွားရေးလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်လူမှုပေါင်းစပ်ဆက်ဆံရေးတွေလုပ်ကြတဲ့အခါမှာပဲဖြစ်ဖြစ်နော်တခါတလေမှာကိုကပိဆက်တိုင်းလည်းပြန်မရတယ်လို့နော်အဲ့လိုမျိုးပေါ့ကိုကလှုပ်တိုင်းလည်းမအောင်မြင်တဲ့အခါမျိုးတွေရှိတယ်ပေါ့လုပ်ငန်းပဲလုပ်စီးပွားရေးပဲလုပ်ဘာသာရေးပဲလုပ်ဘာပဲလုပ်ကိုလှုပ်တိုင်းမဖြစ်တာတွေရှိပါတယ်လို့နော်အဲ့လိုအခက်အခဲတွေကြုံလာတဲ့အခါမှာခုနကဝိုင်းဝိုင်းတချင်းလေးလိုပဲထူတလဲခါတလဲဆိုတဲ့လူတဘာဝနိယာမတရားကိုသိနေခြင်းအပြင်အခက်အခဲတွေကြုံလာတဲ့အချိန်မှာစိတ်သက်ခွန်အားမလျှော့ဘဲနဲ့နော်ငှက်ကပြန်ရင်းတည်တယ်လူကကြံရင်းတည်တယ်ဆိုလို့ပဲကျွန်တော်တို့ကအမြဲတမ်းပဲကိုယ့်ရဲ့မနှက်ဖန်ဆိုတဲ့အနာဂတ်ကိုရင်ဆိုင်မှုရာအတွက်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ပြီးတော့ကျွန်တော်တို့ကအခက်အခဲတွေကိုဖြေရှင်းမှုအတွက်နော်ခွန်အားအပြည့်အဝနဲ့ဖြတ်သန်းပါလို့နော်ကိုချမ်းမြေ့မင်္ဂလာပါအဘာဒံမင်္ဂလာပါလိုင်းရန်မင်္ဂလာပါကိုတန့်စင်ဦးမင်္ဂလာပါဗျကိုဝေယံမင်္ဂလာပါနော်အဲ့တော့ကျွန်တော်တို့ဒီ FZ 2016 model ရဲ့ EFI ရဲ့เนาะအဓိကကျွန်တော်တို့သိထားမှာ EFI မှာစင်စာတွေ educator တွေရဲ့အလုပ်လုပ်ပုံတွေကတော့အားလုံးဟာအတူတူပါပဲလို့ဒါပေမဲ့သူတို့မှာကွာခြားနေတော့ဖြူတစ်လုံးပါခြင်းနှလုံးပါခြင်းဖြူ5လုံးပါခြင်းဖြူ6လုံးပါခြင်းအင်ဂျင်စတော့ပါခြင်းအင်ဂျင်စတော့မပါခြင်းကွိုင်ကเนาะ highway ကွိုင် full way ကွိုင်ကွာခြင်းမကွာခြင်းเนาะဒီသဘောတရားလေးတွေ relay ဘူးတစ်ဘူးပါခြင်းနှစ်ဘူးပါခြင်းဒီသဘောတရားလေးတွေကိုကျွန်တော်တက်နိုင်တယ်များတော့ကြိုးစားပြီးရှင်းပြသွားပါမယ်လို့เนาะအဲ့တော့ဘုရားညီကိုများအားလုံးပဲမင်္ဂလာပါဗျာနော် online သင်တန်းသားများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုလေးကိုလည်း online သင်တန်းဗီဒီယိုထဲမှာလည်းကျွန်တော်ထည့်ပြီးတော့ group ထဲမှာ share ထည့်ပေးပါမယ်လို့သက်ဗီဒီယိုမတင်တော့ပါဘူးလို့နော်အဲ့တော့ဝင်ကြည့်ပေးတဲ့ဆရာတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့နော်တကယ်လို့မအားလို့ဒါမှမဟုတ် data package နဲ့နေလို့မကြည့်ပေးတဲ့ဆရာတွေအားလုံးလည်းကျေးဇူးတင်တယ်နောက်မှဝင်ကြည့်မဲ့ဆရာတွေအားလုံးကိုလည်းကျေးဇူးတင်တယ်နော်ဒါက Yamaha FZ India FZ 150 V2 ပေါ့ version 2ပေါ့နော် version 2 2016 model ရဲ့ wiring pattern လေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ live လုပ်တဲ့အချိန်မှာကျွန်တော်က cycle တစ်မျိုးပေါ့ cycle တစ်မျိုးဆိုတာကကျွန်တော်ကတော့ကျွန်တော်အတွေးခေါ်နေကျွန်တော်ပေါ့နော်ဒါရင်လည်းလူတွေမှာကကျွန်တော်ကအလုပ်တစ်ခုလုပ်လိုက်တဲ့အချိန်မှာအချက်3ချက်ပြည့်စုံမှုလို့ရဗျအချက်3ချက်ပြည့်စုံမှုလို့ဆိုတာအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်အဲ့ဒီအလုပ်ကိုလုပ်တော့မယ်ဆိုရင်မှန်လားမမှန်လားဆိုတာကိုယ်တိုင်အရင်ဆုံးဖြတ်ရတယ်ကိုကမှန်တယ်ထင်လို့လုပ်လိုက်ပြီးမဲ့လဲနော်ကိုကမှန်တယ်ထင်လို့လုပ်လိုက်မှတစ်ဖက်လူဘေးအမြင်နဲ့ကြည့်ရင်လည်းမှန်တယ်အောင်မနော်ကိုလောက်တာလည်းကိုလောက်တာကိုမှန်တယ်လို့ပြောလို့မရဘူးအဲ့တော့ကျွန်တော်ကဒီပုံစံနဲ့လိုက်လွတ်တယ်ဒီပုံစံနဲ့ပြောတယ်ဒီနည်းစနစ်တိုင်းသွားတယ်ဆိုရင်လည်းကျွန်တော်တပည့်တွေကိုလည်းကျွန်တော်လုပ်သလိုလိုက်လို့ရမယ်လို့မပြောဘူးနော်လူကိုမှစိတ်တမျိုးနဲ့အဲ့တော့ကျွန်တော်ကဘာလို့လဲဆိုတော့အခုကတော့ကျွန်တော်ပုံစံလေးတိုင်းမှာ wiring diagram ရှင်းပြသွားရင် quantum ဟုတ်ဖြူ battery engine စတော့
အဲ့ရနေပြီးမှဒီလိုမျိုးစဉ်းစားအတူပီတာကိုခွဲထွက်သွားတဲ့ plan လေးကိုကျွန်တော်ကရှင်းပြပေးမှာပေါ့နော်ဒါပေမဲ့ဒါတော့ကျွန်တော်ပုံစံလေးပေါ့နော်ဒါနဲ့အများအမြင်မှာတော့ကျွန်တော်ပြောတာလည်းကိုက်ချင်နဲ့ကိုက်မယ်မကိုက်ချင်နဲ့မကိုက်ဘူးပေါ့နော်ဒါနဲ့လိုအပ်တဲ့နော်ညီကိုတွေအနေနဲ့လုပ်ငန်းခွင်ထဲမှာကြုံတွေ့လာတဲ့အခါမှာဘေးကျိုးကနေဘယ်ကိုသွားတယ်ဆိုတာကဆိုင်ကယ်မှာဝါတို့ကြီးဖြည့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကလေးလာတော့လောက်ကြီးအဆင်မပြေနိုင်ဘူးဝါလေးနိုင်ငံကရှိနေမယ်ဆိုတော့ဒါကြည့်ရတာအဆင်ပြေတာပေါ့နော်အဲ့တော့ယမအပ္ပဇတ်မှာပါတယ်ယမအပ္ပဇတ်မှာပါတယ်ကျွန်တော်ကွိုင်လိုလေးကနေစားတယ်ကွိုင်လိုမှာ12ထုတ်ကွိုင်12ထုတ်ကွိုင်ဟိုမှာသူကအဖြူအောင်နှစ်ချောင်းနဲ့ထွက်တယ်အဖြူအောင်မို့လို့ဒီမှာ W ဆိုပြီးရေးထားတယ်အဖြူအောင်နှစ်ချောင်းနဲ့ထွက်တယ်နော်အဖြူအောင်နှစ်ချောင်းနဲ့ထွက်တယ်ဒါကကွိုင်လိုပြောမှဆိုတော့ဒီဟာအလင်မာလောက်လာတာကွိုင်လိုပေါ့နော်သူက full weight ဆိုတာအပြည့်ပတ်ထားတယ်ပေါ့ကွိုင်ရဲ့အစွန်သားနဲ့အဆုံးသားကိုယူထားတယ်ကွိုင်မှာအချမထားဘူးအဲဒါကြောင့်သူက full weight system ဖြစ်တယ်နော် full weight system အပြည့်ပတ်တဲ့ machine နဲ့ပတ်ပြီးတော့ကွိုင်ကနေအဖြူအောင်ကျိုးနှစ်ချောင်းထွက်တယ် CKB ကနှစ်ဆထွက်ဖြစ်တယ် CKB ရဲ့ကျိုးရောင်တွေဟာနော်ကျွန်တော်တို့ပြဝါရဲ့နော်ပြဝါရဲ့ဒီဟာဒါမှလည်းပြဝါတစ်ချောင်းရဲ့နော်ဒီဟာဒီဘက်ကဒါကြီးလို့လားရဲ့ DU ပြဝါဒီမှာလည်းမဲရဒီမှာဟောမဲပြကမဲပြဟိုဘက်မှာထွက်သွားတာလေ socket ရဲ့ဟိုဘက်မှာထွက်သွားတာလေမဲပြကြတော့ ECU နဲ့ CKB ရဲ့ socket ကြားတဲ့ရောက်မှလာမဲပြပြောင်းသွားတာဟုတ်နော်အဲ့တော့ဒါနဲ့အတူတူပဲ socket ခံလိုက်လို့ကျိုးရောင်ချိန်သွားတာပဲရှိတာနော် CKB ကနှစ်စားတော့ CKB စင်တာမျိုးစားဖြစ်ပြီးတော့သူ့ရဲ့ CKB ရဲ့အုံးတန်ကိုက230 240လောက်ရှိတယ်ပေါ့နော်ကွိုင်ကတော့12ထုတ်ကွိုင် full weight နော် full weight ကွိုင်မျိုးစားဖြစ်ပြီးတော့ကွိုင်မှာအချမထားဘူးကွိုင်မှာကျွန်တော်တို့က CKB အုံးတန်ကိုမီတာညီနဲ့ကျွန်တော်တို့အတန်တိုင်းအောင်စကေးပေါ့နော်အနလောမီတာဆိုရင်တော့အမြောက်30မှာ into 10မှာထားပြီးတိုင်းမယ်ဆိုရင်တော့သူ့ရဲ့အုံးတန်ကိုက220 240လောက်ရှိပါတယ်ခုနကျွန်တော်ညီကိုတယောက်မေးလာတယ်အခုတဲ့လူတရားဘိန်းနေမှာကသူတို့ရဲ့ CKB ရဲ့အုံးတန်မိုးတွေဟာ200မကျော်ရင်မကောင်းဘူးလားတဲ့200မကျော်ဘူးဆိုတော့ပြက်ပြီလားဆိုပြီးကျွန်တော်မေးလာတယ်ရှိပါတယ်တကယ်တော့အဲ့လိုပြောလို့မရပါဘူးကျွန်တော်ကဆိုင်ငယ်တတိလာပြီဆိုတာနဲ့ CKB လေးတွေတို့နော်ဒီကွိုင်းရဲ့ AC ဘောကထွက်နှုံးလေးတွေကျွန်တော်တိုင်းတာထားနေပါတယ်ဒီတစ်ပြင်တန်မိုးကြီးတဲ့ EFI ဘိန်းနေမှာပေါ့ဘာကြောင့်တိုင်းတာလဲတတိနဲ့တတိကမတူတယ်ဘူး FZ တွေဆိုရင်220နော်ကျွန်တော်တို့ဒီ weight S တွေ weight R တွေသူတို့မှာကျ120လောက်ရှိတယ်ကလစ်1တန်းတွေစကူဘီတွေမှာကျတော့စကူဘီ1တန်းတွေမှာကျတော့နော် model name တွေမှာကျတော့ဘယ်လောက်ရှိလဲဆိုရင်120 30ရှိတယ်ဒီဘိန်းတွေမှာကျ140 50ရှိတယ်weight 1တန်းအိုင်တို့125 weight 1တန်းအိုင်တွေပါတွေတိုင်းမယ်ဆိုရင်220လောက်ရှိတယ်အဲ့တော့တစ်ခုနဲ့တစ်ခုမတူဘူးအဲ့တော့ကျွန်တော်တို့ကဘာကြောင့်လဲစဉ်းစားကြည့်မယ်ဆိုတော့ဒီ CKB ဟာကျွန်တော်က ECU နဲ့တွားပြီးတော့ direct ချိတ်ဆက်ထားတဲ့ပုံမျိုးဖြစ်တယ်ဒီကောင်လေးရဲ့အုံးတန်ဖို့ကွာခြားမှုကြောင့်လည်း ECU ဒုက္ခရောက်သွားနိုင်တယ်နော်သူတို့ရဲ့အုံးတန်ဖို့ကွာခြားသွားတဲ့အတွက် ECU ကဒုက္ခရောက်သွားတယ်အဲ့တော့ကျွန်တော်ကဘိန်းတစ်စီးနဲ့တစ်စီးကတော့ရိုးရဘိန်းဆိုရင်ဘယ်လောက်တရုတ်ဘိန်းဆိုရင်ဘယ်လောက်ဆိုပြီးမရှိဘူးအဲ့တော့ဘာလို့ဆိုတော့တစ်စီးနဲ့တစ်စီးကွာခြားပုံလေးတွေကျွန်တော်တို့ကတိုင်းတာထားဒါမှကျွန်တော်တို့က CKB အစားထိုးပြီးလုပ်တော့မယ်ဆိုရင်တော့မှပဲကျွန်တော်တို့ကတရုတ်ကနေရိုးရကိုပဲထိုးရိုးရကနေတရုတ်ကိုပဲထိုးသူတို့ရဲ့အုံးတန်ဖို့ညီမျှနိုင်တဲ့အတိုင်းအတာမျိုးအနည်းချက်ဆုံးပြည်ညံတဲ့အတိုင်းအတာမျိုးမှာကျွန်တော်တို့ချိန်လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က CKB အုံးတန်ဖို့လေးတွေထည့်ပြောရတာပါ CKB ရဲ့အုံးတန်ဖို့ကအပ်စက်မှာဆိုတော့နော်240လောက်ရှိပါတယ်။ကွိုင်ကကြတော့နော်ဖြူအောင်ကျုံးတစ်ချောင်းနဲ့ထွက်လာပြီးတော့ဖူဝေးကွိုင်မျိုးစားဖြစ်တယ်12ထုတ်ကွိုင်မျိုးစားဖြစ်တယ်ဒီတော့ရင်ကွိုင်မှာအချမထားဘူးနော်အဲ့တော့တို့ကကွိုင်ကနေလာတော့ဖြူအောင်ကျုံးတစ်ချောင်းပြီး5ဆတိုင်အောင်ကျုံဝင်ပြီးတိုင်အောင်ကတော့5ဆဒါနဲ့ဘယ်နှချောင်းတော့ကျိုးက4ချောင်းကျိုးက4ချောင်းဆိုတော့ဗာလဲကွိုင်ကနေလာတဲ့အဖြူအောင်ကျုံးတစ်ချောင်းကတိုင်အောင်ထဲကိုဝင်တယ်သူကဘာလို့ပြတာလဲကွိုင်ကနေတက်လာတဲ့ AC ဘိုအားကိုတိုင်အောင်ထဲကို regulator rectifier တိုင်အောင်ထဲကိုထည့်ပေးတယ်အဲ့ဒီကွိုင်ရလာတဲ့ AC ဘိုအားကိုတိုင်အောင်ထဲကိုထည့်ပေးတယ်ထည့်ပေးတဲ့အချိန်မှာသူက slow အနေထားဆိုရင်ဘယ်လောက်ထည့်ပေးလဲဆိုရင် slow အနေထားဆိုရင် AC ဘိုအားအနေနဲ့25ဘိုလောက်ထည့်ပေးတယ်လေးပါအဆုံးဆွဲရဆိုရင်တော့နော်ပိုလိုလေးပါကိုတအားကြီးအဆုံးကြီးဆွဲရဆိုရင်တော့180 190လောက်တက်ပါတယ်ပုံမှန်လေးပါကိုဆွဲရုံပဲပြင်းပြင်းလေးဆွဲရဆိုရင်တော့150 60လောက်တက်ပါတယ်နော်အဲ့တော့သူကဗာလဲကွိုင်ရဖူးဝေးကွိုင်မှာအမပါဘူးဒီအောင်ကျိုးနဲ့ချောင်းထွက်တယ် CKB ရဲ့အုံတန်ဘိုက240လောက်ရှိတယ်သူ့ရဲ့ slow အနေထားရဲ့ AC ထွက်နှုန်းကဘယ်လောက်ရှိလဲဆို25ဘိုရှိတယ်အဲ့ဒါကိုသိချင်ဘာလို့ရမလဲဆိုတော့ digital meter မှာဆိုရင် AC စကေး20မှာထားပါ analog meter မှာဆိုရင် AC စကေးdigital meter မှာဆိုရင် AC စကေး200မှာထားပါ analog meter မှာဆိုရင်တော့ AC စကေး250မှာထားပါနော်ထ
ထားပြီးတော့မီတာအနီနဲ့အနက်ကိုဒီကျိုးနှချောင်းနဲ့ကိုထိုးပြီးတော့ point socket ကိုအလွတ်ဖြုတ်တိုင်းမယ်ဟုတ်မဟုတ် down socket ကနေတိုင်းမယ်ဆိုရင်သူတို့ရဲ့ slow အနေထားမှာဆိုရင်25ပုံလောက်ရှိပါတယ်ဒီပါဆုံးဆိုရင်190 80ဝန်းကျင်လောက်ရှိပါတယ်နော်နောက်တစ်ခုကဒါကကျွန်တော်တို့ကဒါပါတော့နော်ဟုတ်မယ်ဒါကကျွန်တော်တို့က point ကနေထွက်လာတဲ့ AC ဘူကိုတိုင်းတာနောက်တစ်ခုကကျွန်တော်တို့က point မှာ connection ကောင်းနေုံနဲ့လည်း AC ဘူကမထွက်နိုင်ဘူးသဘောတရားတစ်ခုကျွန်တော်တို့ကဒီမှာဒါ socket ထားလိုက်ပါတော့နော်ဒါ socket နော်ဒါ socket ကွိုင်းနေတလာတဲ့ socket ပေါ့နော်ဒါဟုတ်ကိုမရောက်တဲ့ socket ပဲထားလိုက်တော့အဲ socket ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်တန်ငယ်ကိုနှုတ်မယ်နှုတ်ပြီးသွားရင်ဒီထဲမှာရှိတဲ့ socket ကိုဖြုတ်မယ်မီတာအနီနဲ့အနက်ကိုကွိုင်းထွက်လာတဲ့ဖြူအောင်ကျိုးနှချောင်းလေးမှာတိုက်တယ်လို့ထိုးမယ်တိုက်လို့ထိုးပြီးသွားရင်ကျွန်တော်တို့ကစက်မနှိုးခင်အနေထားမှာဆိုရင်တော့ဘာလို့တိုင်းတာလဲလို့ပြောရင် connection ဆိုတာဆက်သွယ်မှုပြတ်မပြတ်ပါသဘောတရားကွိုင်းကစပတ်တဲ့နေရာကနေဆုံးတဲ့နေရာထိကိုကျိုးပြတ်မပြတ်ကိုတိုင်းတယ်ဆိုတာက connection တိုင်းတာ connection တိုင်းပြီဆိုရင်တော့analog meter မှာဆိုတော့ into 10မှာထားလိုက်တာပို့ပြီးတော့တန်ဖိုးထက်ရတာ into 10မှာထားတာပို့ပြီးတော့အကောင်းဆုံး digital meter မှာဆိုတော့အတန်စကိမှာထားတိုင်းပေါ့နော်အဲ့လိုတိုင်းရတယ် point connection ကောင်းပြီ point connection ကောင်းပြီဆိုတော့ကျွန်တော်တို့ socket ပြန်တက်မယ် socket ရောလို့ socket ပြန်မတက်သေးဘူးပဲထားလိုက်ပါတော့နော်ခုနက connection တိုင်းတာဆက်ကျွန်တော်တို့တော့ပိတ်ပြီးတော့နော်ဆက်မလို့ပဲနဲ့တိုင်းတာသူ့ရဲ့ AC ထွက်အားကိုတိုင်းမယ်ဆိုရင်ကြတော့ကျွန်တော်တို့ socket ကိုဖြုတ်ခုနကလိုပဲ meter နဲ့အညီနဲ့အနက်ကျွန်တော်ကြိုက်သလိုထိုးအဲ့ပြီးတော့တို့နဲ့ချောင်း socket တွေကိုထိုးပုတ်ကတော့ဆက်နှိုးစနိုးပြီးလေးပါမဆွဲနဲ့စလိုးနေထားမှာထားလိုက်တော့တော့လေ AC 250ကျွန်တော် sorry 25ဘိုးလောက်ထွက်တယ်ကြလို့ဒါအဲ့နေရာမှာ AC က9ဘိုး6ဘိုးလောက်ပဲထွက်တယ်ဆိုတော့ဘယ်လိုမှကွိုင်ရပဲအဲထဲမှာသဘောတရား short တွေပဲကြာနေလို့လားကွိုင်နေပေါက်နေလို့လားတော့ကွိုင်မှာပါတဲ့ insulator လို့ခေါ်တဲ့လျှက်ကားတွေပဲကွာနေလို့လျှက်စီးယူစိမ့်မှုဖြစ်နေတာလားအဲဒီသဘောတရားတွေကျွန်တော်တို့ကြည့်ရအောင်တကယ်လို့မှကွိုင်ရ connection ကလည်းကောင်းတယ် socket ကိုဖြုတ်ပြီးတော့ဆက်နှိုး socket ကိုဖြုတ်ပြီးတော့ကျွန်တော်တို့ကတိုင်းတဲ့အခါမှာ connection တိုင်းတဲ့အခါမှာလည်းမပြတ်ဘူးပြီးသွားရင်ဆက်နှိုးပြီးတော့ဒီ socket ကိုဖြုတ်ပြီးတော့မီတာအနီနဲ့အနက်ကိုပြီးတော့နှုံးနှချောင်းလေးကိုထိုးပြီးသွားလို့ဆက်နှိုးပြီးတော့စလိုးအနေထားမှာဆိုရင် AC 25ဘိုးလောက်ထွက်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်ဒါဒီသဘောကိုပြောနေတယ်ဆိုတော့ကျွန်တော် charging ဝင်တဲ့တစ်ခါမှာကျွန်တော်ကစစ်ဆေးလို့ရအောင်ပြောပြနေတာပါနော်ကြလို့ဒါစလိုးနေတာမှာ25ဘိုးဝင်တယ်ဒီမှာအဆုံးဆိုရင်190 80လောက်ထိတက်ပြီးတယ်ဆိုတော့ဒါဆိုရင်တော့ charging ဝင်တဲ့ပြဿနာမှာ point နဲ့မဆိုင်တော့ဘဲနဲ့ကျွန်တော်က down နဲ့ battery ကိုလည်းစစ်ရတော့ဟုတ်တယ်မလား charging line မှာ point ရဲ့ battery နော် point ရဲ့ down ရဲ့ battery ရဲ့ပဲရှိတာဟုတ်အဲ့တော့သူ့ဘာလို့မျိုးလေးစစ်ဆေးပေးရမှာဝါယာကြိုးတွေရောပေါ့နော်စစ်ဆေးပေးရတော့ခါလေးမှာ socket တွေလွတ်နေရင် charging ဝင်တဲ့ပြဿနာမျိုးဖြစ်နိုင်တယ်နော်လက်စစ်မှာက loose ဖြစ်တယ်လက်စစ်မှာကနော် AC ပဲနေနေ DC ပဲနေနေ loose ဖြစ်နေရင်သူက loose ဖြစ်လာရင်ဒီခါလေးမှာကျွန်တော်တို့ကဘာဘယ်နေရာမှာပြဿနာရှာလို့မရဘဲနဲ့ socket ကောင်းတွေလောင်လာရှိတယ် socket တွေပျော်ကြတာရှိတယ်ဒီခါလေးမှာလက်စစ်မှာကအနီနဲ့အနက်နဲ့ထိမှ short ဖြစ်တာမဟုတ်ဘူးနော်အနီနဲ့အနက်နဲ့ထိမှဒေါ်ရအပေါင်းနဲ့အနှုတ်နဲ့ထိမှ short ဖြစ်တာမဟုတ်ဘူးတခုနဲ့တခုရဲ့ဆက်သွယ်မှုက loose ဖြစ်နေတယ်လုံးဝပြတ်တော့သွားတာမဟုတ်ဘဲနဲ့တခုနဲ့တခုကထိလိုက်ကွာလိုက်ဆိုတော့ short ရိုက်နေလို့ဖြစ်တယ်short လို့ဖြစ်ပြီးတော့ကြာပြီးတော့ socket တွေပူပြီးပေါ်သွားတာမျိုးပြဿနာမျိုးရှိတယ်အဲ့ဒါကို loose ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က socket ကောင်းတွေကိုလည်း data စစ်ပေးရခုန AC ဘောတိုင်းမယ်ဆိုရင်တော့ဘာလုပ်မလဲဆိုတော့မီတာအနေနဲ့အနက်ကို digital ဆိုရင် AC 200မှာထားanalog ဆိုရင် AC 250မှာထားပြီးတော့စတိုးနေတာမှာထားကြည့်တော့25 AC ဘောက25ထွက်ပြီးတော့လေးပါဆုံးထွက်တော့190 80နော်120လောက်ဒီဆိုလို့စင်ပြေသေးတယ်120 30 40 50 60 90 80 90စသည်အပြင်ပေါ့နော် file ပုံမှာမူတည်ပြီးတော့ဆိုင်ငယ်ရဲ့တက်တန်းပုံမှာမူတည်ပြီးတော့ထွက်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့သူကလည်း file ထွက်လာတယ် AC ဘောကစတိုးနေတာဆိုရင် AC 25လေးပါဆုံးထွက်ရင် DC ဘောကနေလည်း190 80လောက်ထွက်ပြီးတယ်။သူကဒီတိုင်းထဲကိုဝင်လာတယ်။တိုင်းထဲမှာတိုင်းက9လဆိုနေကျိုးက4ချောင်းပဲပါတယ်။အဝင်2ချောင်းနော်။အဝင်2ချောင်းကပါလဲဆိုတော့ point လာတယ်ပြီးတော့2ချောင်း AC ဘောကအဲဒါ point connection နဲ့တိုင်းနဲ့သွားပြီ။ပါစာရဲ့အုံနံမှုကိုလည်းပြီးသွားပြီ။သွားရင်အဲ့ကောင်ကတိုင်းကိုဝင်လာတယ်ပြီးသွားပြီ။တိုင်းကနေမှဒီ AC ဘောကို point လာတဲ့ AC ဘောကိုနော် transfer လုပ်ရချင်းလိုက်တယ်။ဘယ်လိုချင်းလိုက်လဲဆိုတော့နော် AC to DC AC ကနေပြီးတော့ DC ကိုပြန်ချင်းပေးလိုက်တယ်။ချင်းပြီးသွားရင်ဒါအောင်မှာဒီဘက်မှာတော့ဘာရှိလဲဆိုတော့ Yamaha မှာကတော့ဗာလဲအနက်ရောင်ကအတူနော်အနက်ရောင်အတူဖြစ်နေတဲ့အတွက်ဒါအောင်မှာရှိနေတဲ့တစ်ဖက်ကတော့ကျွန်တော်တို့အမဲကျိုးရှိနေလိမ့်မယ်။အဲ့အမဲကျိုးကတော့ brown ကျိုးပွန်နာမှာဆိုတော့အစင်းရောင်အတူတရုတ်ဘင်းနေမှာဆိုလည်းအစင်းရောင်ကအတူနော်ဒီနေ့ဒီကမတူကြဘူးနော်။အဲ့တော့ပိုင်းလာတဲ့ AC ကနှစ်ချောင်းဒါအောင်ထဲကိုဝင်ပြီ။ဒါအောင်ကနော်မုတ်ကတော့9ငုံပါလေ။ကျိုးကတော့၄ချောင်းပဲပါတယ်နှစ်ချောင်းကတော့ပွန်ရလာတဲ့ AC ဘောကပြောင်းလို့နှစ်ချောင်းတစ်ချောင်းကတော့ body ground နဲ့အချထားတဲ့အမဲရောင်တို့တစ်ချောင်းပြီးတော့ရင်တစ်ချောင်းကကြာပါလဲဆိုတော့ခြာကျင်လဲတွန်းပေးမယ်ဆော့တွေကိုလည်းသွားပေးမယ်အနီရောင်ကြောင်းနော်အနီရောင်တို့တစ်ချောင်းနော်
ပိုင်မလာတော့ EC ဘွားကို regulator rectifier တန်းအုပ်မှတစ်ဆင့် DC ဘွားအဖြစ်ပြန်လဲပြောင်းလဲပြီးတော့တန်းအုပ်ကနေပြီးတော့အနီအောင်ကျိုးအဖြစ်ပြန်ထွက်ပြီးဘယ်လိုသွားလဲဆိုရင်သူက starter relay ကိုတန်းသွားတယ်နော်ပုံမှန်တရုတ်ဘင်းဒီမှာဆိုရင်တော့သူကတော့တန်းသွားမှာပေါ့နော်တော့ဒါလိုက်ကျိုးနဲ့သွားမှာဘယ်မှပေါ့တရုတ်ဘင်းမှာသူ့မှာ relay မှာမပါနိုင်ဘူးဒီကောင်မှာကျတော့အခုကျွန်တော်တို့ episode တို့ CVR တို့ M-select တို့မှာပါတဲ့ကောင်မျိုးတွေကြတော့သူတို့ကိုကြတော့ကျွန်တော်တို့က starter relay လို့သွားပြောလို့မရတော့ဘူး starter relay လို့သွားပြောလို့မရဘူး starter relay ဆိုတာကစတက်တစ်ခုကိုပဲကိုလုတ်ပေးတယ်သဘောတရားစတက်မော်တာလဲဖို့အတွက်လေးငုတ် relay ပေါ့သဘောတရားဘက်ထရီကနေပြီးတော့လာတဲ့အပေါင်းက relay ကနေမှတစ်ဆင့်မော်တာစီကိုသွားမယ်ပြီးတော့ရင် relay ကဖို့အတွက်အပေါင်းနှုတ်လိုတယ်အဲ့ဒါကိုကြ starter relay လေးငုတ်တွေကိုကြတော့ starter relay လို့ခေါ်တယ်အခုကြောင့်ဒီ relay ကစတက်ဘက်ထရီကလာတဲ့ main ကျိုးအတုပ်ကြီးကနေလာတဲ့အပေါင်းစနစ်ကို relay ကနေမှတစ်ဆင့်မော်တာကိုလည်းပို့ပေးမှာနှစ်ချောင်းပြီးတော့ရင်အဲ့ relay ကဖို့အတွက်အပေါင်းဘွားနဲ့အနှုတ်ဘွားကလည်းနှစ်ချောင်းလေးချောင်းပြီးတော့ရင်ခြာချင်းအဝင်ထွက်လို့ပြင်မကောင်းလဲအနီရောင်ကျိုးနှစ်ချောင်းပါရှိသေးတယ်အဲ့တော့ဘာလဲဆိုတော့ဒီကောင်ဒီမှာကတော့သူတို့ကိုကျတော့ starter relay လို့မခေါ်တော့ဘဲနဲ့ step charging relay ဆိုပြီးတော့ step ကိုလည်းအလုပ်လုပ်ပေးတယ် charging ကိုလည်းဒီ relay ကနေပဲကူးပြောင်းပြီးတော့ဖြူခံပြီးတော့အလုပ်လုပ်ပေးတယ်ဆိုတာကိုအဲ့ဒါကြောင့်သူ့ကို SCR relay လို့ပဲခေါ်မယ် step charging relay SCR relay เนาะအဲ့တော့ဓာတ်အောင်မှလာတော့ charging ဘွားပေါ့နော် DC ဘွားကို DC ဘွားဒီအဲ့ပေါ်မှာ DC ဘွားကဘယ်နှငုတ်ပါနေလဲအဲ့ပေါ်မှာ relay မှာ2ကဘယ်နှငုတ်ပါနေလဲဆိုတော့3ငုတ်เนาะ3ငုတ်4ငုတ်5ငုတ်6ငုတ်ပါ6ငုတ်ဆိုတော့เนาะအနီရောင်ကျိုးနှစ်ချောင်းရဲ့အနီရောင်ကျိုးနှစ်ချောင်းရဲ့အနီရောင်ကျိုးအသေးနှစ်ချောင်းရဲ့အနီရောင်ကျိုးအတုပ်နှစ်ချောင်းရဲ့เนาะစတက်ကတုပ်ကလာတဲ့အနှုတ်ကျိုးရဲ့ကလပ်စီကနေလာတဲ့အပေါင်းကျိုးရဲ့ဆိုတော့အလုံးပေါင်း6ချောင်းရှိတယ်သူကဘာကောင်းမလဲစတက်ချာခြင်း relay အဲ့တော့ကျန်တာတွေကိုမစင်စားဘူးကျွန်တော်ပြောတာလေးကိုပဲလိုက်ကြည့်မယ်เนาะအဲ့တော့ဓာတ်အောင်မှလာတော့ချာခြင်းဘွားဒီစတာတာ relay တဲ့ပုံပေါ်နေတကယ်တော့သူကအမှန်တကယ်တော့သူကမျက်စိရှိအောင်လုပ်ထားတာပါအမှန်တကယ်တော့ဓာတ်အောင်ကလာတဲ့အနီရောင်ကျိုးတစ်ချောင်းကစတာတာ relay တဲ့ကိုဒီငုတ်ကိုမဝင်မဲနဲ့ဒီကျိုးကိုဓာတ်လိုက်ဆက်မယ်ဆိုရင်လည်းရတာပဲဘာကြောင့်လို့ဒီကျိုးကဒီသွားဆက်လဲပဲဒီဓာတ်အောင်ကလာတဲ့ DC ဘွားကချာခြင်းဘွားကစတက်ချာခြင်း relay ကနေတစ်ဆင့်ဘက်ထရီဦးတဲ့ကိုလည်းချာခြင်းဝင်မှာပဲဘယ်ဒီဦးထဲမှာရှိနေတဲ့ကောင်ကလည်းပြန်ထွက်လာမှာပဲဒါပေမဲ့လည်းသူ့ရဲ့ပုံစံကတိဆောက်ထားတဲ့ပုံစံလေးကတတ်တတ်ရရဖြစ်အောင်လုပ်ထားတာအဲ့တော့ဓာတ်အောင်မှလာတော့ချာခြင်းဘွားဒီစတာတာ relay ရဲ့နော်စတာတာ relay ရဲ့ကျွန်တော်တို့ဗာလဲဆိုတော့မုတ်တမုတ်ကိုသူကဝင်လိုက်တယ်ဝင်ပြီးတာမှအဲ့မုတ်ကနေပြီးတော့ဒီဘက်မှာဓာတ်လိုက်ဆက်ထားတယ်ဒီဘက်မှာဓာတ်လိုက်ဆက်ထားတယ်ဓာတ်လိုက်ဆက်ပြီးတော့နော်ဓာတ်အောင်မှလာတော့ချာခြင်းဘွားဒီစတာတာ relay ကိုဝင်ပြီးစတာတာ relay မဟုတ်တမုတ်မှတစ်စင်နောက်တမုတ်ကိုကူးတယ်ကူးပြီးတော့ကြတော့30 ampere ဖြူခံပြီးတော့ဘက်ထရီကိုချာခြင်းသွင်းပေးတယ်နော်30 ampere ဖြူခံပြီးတော့ဘက်ထရီကိုချာခြင်းသွင်းပေးတယ်နော်ဒါနဲ့ဒီကောင်မှာတရုတ်ဘင်းနေလို့တော့အနီအောင်ကျိုးကအတုပ်တစ်ချောင်းအသေးတစ်ချောင်းမလာတော့ဘူးဘာကြောင့်လို့သူက relay နဲ့ပဲစတက်ပေါ်ချခြင်းအောင်လုပ်တာမဟုတ်ဘူးတရုတ်ဘင်းနေမှာကြတော့စတက်အတွက်ကအနီအောင်ကျိုးအတုပ်တော့ IGB လို့ခေါ်တဲ့တော့ပါဝါပေးတာကအနီအောင်ကျိုးအသေးတစ်ချောင်းချာခြင်းဝင်တာကလည်းအနီအောင်ကျိုးအသေးတစ်ချောင်းကနေပဲဝင်တယ်တော့ပေးတဲ့ပါဝါကလည်းအနီအောင်ကျိုးတစ်ချောင်းကနေပဲပေးတယ်ဒီကောင်လေးမှာကြတော့ချာခြင်းအတွက်ကိုစတက်အတွက်ကိုဘက်ထရီကနေပြီးတော့ main ကျိုးအတုပ်ကြီးတစ်ချောင်းနဲ့ပဲ join ထားတယ်နော်အဲ့တော့ဓာတ်အောင်မှလာတော့ချာခြင်းဘွားဒီစတာတာ relay ရဲ့ငုံငုံကိုဝင်ပြီးအနီရောင်ကျိုးအဖြစ်နော်ဓာတ်အောင်မှလာတော့ချာခြင်းဘွားအနီရောင်ကျိုးဒီစတာတာ relay ရဲ့ငုံငုံကိုဝင်ပြီးငုံမှတစ်စင်30 ampere ဖြူခံပြီးတော့ဘက်ထရီတို့ချာခြင်းသွင်းပေးတယ်လို့ဘက်ထရီမှာရှိနေတော့အပေါင်း12ဖို့ဒီ30 ampere ဖြူမှတစ်စင်ပြန်ထွက်လာပြီးနော်အနီရောင်ကျိုးအဖြစ်ပြန်ထွက်လာပြီး IGB လို့ခေါ်တဲ့တော့ကိုပါဝါပေးပါတယ်တော့ကိုပါဝါ supply ရောက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအခုဒီဘက်မှာရှိနေတာလေးကိုကျွန်တော်ရဲ့ info တွေနဲ့မျက်စိမရှုပ်သိချင်ပါဘူးကျွန်တော်ကပွင့်နေပြောတာဒီလိုမျိုးပိတ်ပင်လိုက်တယ်ဆိုတာကကျွန်တော်ကမကြည့်သေးရင်ပြောတာမဟုတ်ဘူးကျွန်တော်ပြောတာကိုလည်းလိုက်ပြီးနားထောင်ရမယ်လုပ်ရမယ်တကယ်မတိတ်လို့ပြောတာမဟုတ်ဘူးဘာလို့လဲအခြေခံသမားတွေကြတော့သူတို့ကတချို့မှရှိတယ်လုပ်ငန်းလုပ်တဲ့အချိန်မှာတချို့ကရှိတယ်အချိန်ရင်းပြီးတော့အလုပ်လုပ်တယ်ပတ်စံရင်းပြီးတော့အလုပ်လုပ်တယ်လူရင်းပြီးတော့အလုပ်လုပ်တယ်ဒါပေမဲ့အလုပ်တွေလုပ်ရတဲ့အထက်မှာအကိုလုံးဝတဲ့လောက်မအောင်မြင်တာတွေရှိတယ်ထ
ထားပါတော့ဗျာကျွန်တော်တို့ကဟိုအလောင်းကစားလုပ်တယ်လို့ပေါ့အလောင်းကစားလုပ်တယ်ဆိုတာကျွန်တော်တို့ကကဲပတ်စံတသိန်းထည့်သွားမယ်အလောင်းကစားဝိုင်းတွိုင်းကိုသွားမယ်ဒါနဲ့ကိုကဘာတော့ပတ်စံတသိန်းထည့်သွားပြီဆိုတာအဲ့ပတ်စံတသိန်းကဘာတော့ကို့အတွက်အရင်မှန်လားဒါနဲ့အဲ့အရင်တစ်ခုပတ်စံတသိန်းကိုလောင်းကစားဝိုင်းမှာထုတ်သွင်းလိုက်ရင်နိုင်မယ်ဆိုတာလည်းအဲ့လိုမသိဘူးရှုံးမယ်ဆိုတာလည်းမသိနိုင်အဲ့ဒါကြတော့ကျွန်တော်ကယူမိုက်တာလို့ခေါ်တယ်ယူမိုက်တယ်ဆိုတာကကိုကအရင်တစ်ခုကိုပြုတ်လိုက်တယ်ဒါနဲ့အဲ့အရင်ကြီးကနေပြီးတော့အကျိုးအမြတ်ရလာမှာလားဆုံးရှုံးမှုရလာမှာလားဆိုတာမသိဘဲနဲ့ရင်းတာကျွန်တော်အဲ့လိုဖြစ်မှာစိုးလို့ဘာကြောင့်လဲကျွန်တော်က1000ရင်းလို့2000ပြန်မရရင်တော့မှပဲ1000ရင်းရင်1000ပြန်ရအောင်ကျွန်တော်ကအခုလိုမျိုးစကားမျိုးနဲ့ပြောပြပေးတာပါเนาะရှာရှိတယ်လို့လည်းမအောင်မိပါတယ်เนาะအဲ့တော့ဗဒီမလာတဲ့ charging board ကအနီအောင်ကျိုးက starter လေးတွေဝင်30 ampere ထုတ်တယ်ဘက်ထရီကိုတို့ charging သွင်းပြီးတယ်ဘက်ထရီကို charging သွင်းပြီးတယ်လို့ဘက်ထရီမှာရှိနေတော့เนาะဘက်ထရီမှာရှိနေတော့ energy စွမ်းအင်ဘက်ထရီကနေတူလောင်ထားတဲ့စွမ်းအင်ဘူအားတွေပေါ့နော်အဲ့ဒီဘူအားတွေကလည်းဘက်ထရီဦးကနေတစ်ဆင့်အဲ့ဒီနီအောင်ကျိုးတို့ကြီးကနေ30 ampere ထုတ်တိုင်းပြန်ထွက်သွားပြီးတော့နီအောင်ကျိုးအတိုင်းပြန်ထွက်တယ်ဒါမှမဟုတ်ကနေလာတော့လေ starter လေးတွေကိုသွားတော့လေ charging သွင်းပြီးတာကလည်းအနီအောင်ကျိုး30 ampere ဖြည့်ခံပြီးတော့ဘက်ထရီဦးကနေပြန်ထွက်လာတာလည်း30 ampere ဖြည့်ကနေမှအနီအောင်ကျိုးဖြစ်ပြန်ထွက်တယ်ထွက်ပြီးသူကဘယ်သွားလို့ဆိုတော့တော့ပါဝါပြီးတယ်ဒါဆိုကျွန်တော်တော့မှခဏတော့ရက်ခဲ့ရအောင်ဒီ starter လေးအကြောင်းလေးပြောအောင်အဲ့တော့ပါဝါပြီးတယ်ဒီသဘောတရားအရကျွန်တော်ဘာကြောင့်အခုလိုရှင်းပြလဲဆိုနေခင်းတော့ကျွန်တော်တကယ်ချင်းတယောက်ကအပ်ဆက်စက်တက်လည်းမလဲဘူးတဲ့စီပန်လည်းမလဲဘူးတဲ့စီပန်လည်းမလဲဘူးစက်တက်လည်းမရဘူးတဲ့နော်စက်တက်ကတ်တော့လည်းအလုံးမလုပ်ဘူးတဲ့နော်အဲ့ဒီသဘောတရားလေးဖြစ်လာတော့ကျွန်တော်တို့ဖုန်းဆက်ပြီးတော့ကူညီပေးလိုက်ပါတယ်အဆင်ပြေပါပါတယ်ဒါပေမဲ့သူ့လိုပဲခက်ခဲဖြစ်လာတဲ့အခါမျိုးမှာဖြည့်ရှင်းလို့ရအောင်ဆိုပြီးတော့ဒီအကြံဉာဏ်လေးရတာနဲ့ episode 1တိုင်းတိုင်းကို live လုပ်ပေးခြင်းဖြစ်ပါတယ်တကယ်လို့ကျွန်တော် live video လေးက workshop ညီကိုတွေတဲ့အကျိုးစုံတရားဖြစ်ထွန်းမယ်လို့ထင်ရင်နော်ကျွန်တော်က switch မ share ခိုင်းပါဘူး switch live မပေးခိုင်းပါဘူးကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကအကျိုးစုံတရားဖြစ်မယ်လို့ထင်ရင် workshop video ကိုများများလေး share ထည့်ပေးပါဦးလို့ကျွန်တော်လည်းပြောနေတယ်ရောက်နော်မြေတာစေတနာထားပြီးနှက်တာပေါ့နော်အဲ့တော့ပါဝါပေးတဲ့အကြောင်းကိုကျွန်တော်တို့ရက်ခဲ့မယ်ဘာသိမိလဲကျွန်တော်တို့ကဓာတ်ဝရလာတဲ့အနီရောင်ကျိုးက starter လေးရနေ30 ampere ဖြည့်ခံပြီးတော့ battery ကို charging လုပ်တာပြီးပါပြီဘက်ထရီမှာရှိနေတော့ energy ဆိုတဲ့စွမ်းအင်ကိုမှဘက်ထရီကနေမှ power အဖြစ်ပြန်ထုတ်လိုက်တယ်ဘယ်ကနေပြန်ထုတ်လဲအဲ့ဒီနီအောင်ကျိုးကနေပြန်ထုတ်တယ်ထုတ်ပြီး30 ampere ပြုခံပြီးတော့နီအောင်ကျိုးအဖြစ်ပဲပြန်ထွက်ပြီးတော့တော့ power ပေးလိုက်တယ်တကယ်လို့များ workshop ညီကိုစဉ်းစားကြည့်နော်တကယ်လို့ဓာတ်ဝကနေလည်း charging သွင်းပေးလိုက်တာ charging သွင်းပေးလိုက်တဲ့အနီအောင်ကျိုးတစ်ချောင်း starter လေးတွေကိုဝင်တယ်30 ampere ပြုခံတယ်ဘက်ထရီ charging သွင်းပေးတယ်ဘက်ထရီမှာရှိနေတော့ energy စွမ်းအင်တွေကလည်း power အဖြစ်ပြန်ထွက်လာပြီးတော့30 ampere ပြုခံပြီးတော့နီအောင်ကျိုးအဖြစ်ပြန်ထွက်ပြီးတော့တော့ power ပေးတယ်တကယ်လို့များတော့စီကိုမီးမရောက်ရင်ကျွန်တော်တို့ဗာစစ်ရတော့စီကိုမီးမရောက်ဘူးဆိုရင်ဗာလေးစစ်ပြရမလဲဆိုရင်30 ampere ဖြူစစ်ပြရတယ်တကယ်လို့များအဲ့30 ampere ဖြူပြတ်နေမယ်ဆိုရင်နံပါတ်1တော့ဘူအားမရောက်တော့နံပါတ်2ချာချင်မဝင်နိုင်တော့ဘူးဘာကြောင့်လဲဝက်ရှော့ညီကိုတွေစဉ်းစားကြည့်ဒါတော့ကဒေါ်လာတဲ့ကောင်က30 ampere ဖြူခံပြီးဘက်ထရီကိုချာချင်သွင်းပေးတာဒီဖြူပြတ်နေရင်နံပါတ်1လုံးဝချာချင်မဝင်တော့နံပါတ်2ဘာဖြစ်မလဲတော့ဘူအားမပြီးတော့စင်တာတွေအကျူပေးတာတွေစီပန်းတွေလည်းမလဲနိုင်တော့ဘူးနော်တယ်လည်းစီမဖြန်းနိုင်တော့ဘူးပလက်ပွန်လည်းမီးမထွက်နိုင်တော့ဘူး ECU လည်းလုံးကောင်းဝင်တော့အလုံးမလုံးနိုင်တော့ဘူးအဲ့တော့ဆိုင်ကယ်လေးဟာမနိုးဘူးလို့တော့မပြောလို့ဘူးနော်နိုးကောင်းနိုးသွားနိုင်တယ်ဒါပေမဲ့အဆင်မပြေနိုင်ဘူးနော်အဲ့တော့ကျွန်တော်ဘာလုပ်မလဲချာဂျင်မဝင်ရင်တော့မီးမရောက်ရင်30 ampere ဖြူကိုအဓိကထားပြီးစစ်ပါဒါပေမဲ့ဆရာ30 ampere ဖြူပြောတယ်ကျွန်တော်30 ampere ဖြူထည့်ပြီးတော့ဝါကျိုးတစ်ချောင်းဖြတ်ထားမယ်ဒီလိုလဲစကားပြောလို့ရတာပဲမြန်မာစကားဆိုတာအဓိပ္ပာယ်မျိုးရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကတခြားသောကိစ္စတွေကိုတော့ကိုယ့်အကူဖြည့်ဆွတ်ပေးလိုက်ပေါ့အဓိကအကြောင်းအရာကိုပြောပြပေးတာပါနော်အဲ့တော့30 ampere ပြုပြတ်ရင်ချာဂျင်မုံဘူးတော့ကိုပေါင်းစပ်လို့မရဘူးဒါလေးပြီးပါပြီဒါဆိုကျွန်တော်တို့ကဘာသိသွားပြီလဲစတာတာလေးမှာဒါကျွန်တော်ပြောခဲ့တယ်ခုနကပါလဲ6မုတ်ကျိုး6ပေါ့ကျိုး6ကိုကျွန်တော်အခုရှင်းပြလိုက်တာဘယ်နှချောင်းရှိပါလဲ2ချောင်းရှိပါပြီဗါလဲဓာတ်ကနေလာပြီးချာဂျင်ဝင်ပေးတာတငုတ်30 ampere ပြုခံပြီးဘက်ထရီကိုချာဂျင်သွင်းပေးတာတော့ဓာတ်ကနေလာတဲ့ကောင်က30 ampere ကိုဖြူကိုခံပြီးတော့ဘက်ထရီကိုချာဂျင်သွင်းပေးတာကကျိုးတစ်ချောင်းမီးအောင်ကျိုးသေးတစ်ချောင်းဘက်ထရီမှာရှိနေတဲ့ကောင်က30 ampere ပြုကနေမှတစ်ဆင့်အဲ့ဒီစတာတာလေးကနေမှတစ်ဆင့်မီးအောင်ဖြစ်ပြန်တော့ဒီတော့ပါဝါပေးတာတစ်ချောင်းနှစ်ချောင်းဘယ်နှချောင်းကျန်လဲ၄ချောင်းကျန်အဲ့ဒီ၄ချောင်းကဘာတွေလဲအဲ့ဒီ၄ချောင်းကဘာတွေလဲဆိုတော့သူကစက်တက်အလိုင်းပဲရှိတော့တာခုနကကျွန်တော်ပြောပြခဲ့တာကဘာလဲချာဂျင်လိုင်းနဲ့တော့ပါဝါပေးတဲ့လိုင်းနော်အဲ့တော့အခုကြမ်းနေတာကဘာလို့တော့
ကျွန်တော်ကခြာချင်းဗတီကိုခြာချင်းသွင်းဖို့နဲ့ဗတီရရှိတဲ့ကောင်ကတော့ပေးဖို့ကကျိုးနှချောင်းလုံးလုံးတယ်နော်နောက်တစ်ခါကျတော့စက်တက်အတွက်ကျိုးက၄ချောင်းလို့လာပြီဘာကြောင့်လဲဗတီကနေလာတဲ့အနီအောင်ကျိုးတို့ကစတန်ဒါလေးမှာ point ကတ်ထားတယ်အဲ့ point ဝင်ထားတဲ့ point အနေနဲ့ပြန်ထွက်တယ်ဘယ်လိုပြန်ထွက်မှာလဲစတက်မော်တာကြီးကိုပေးရတယ်အဲ့ဒါကျိုးတုပ်ကြီး2ချောင်းအဲ့ကျိုးတုပ်ကြီး2ချောင်းဗတီရလာတဲ့ကောင်ကမော်တာကြီးရောက်လာလို့ဆိုတော့အဲ့စတာတာလေးကတ်ဖို့လိုတယ်ကတ်ဖို့အတွက်ဘာလို့လဲအပေါင်းနဲ့အနှုတ်လိုတယ်အနှုတ်ကဘယ်ရလာလဲစတက်ခလုတ်ကလာတယ်အပေါင်းကဘယ်ရလာလဲကလပ်ရှိရီလေးကနေလာတယ်ကလပ်ရှိ၄ငုံရီလေးကနေလာတယ်အဲ့တော့ကျွန်တော်တို့ကဆိုင်ကယ်တီမှာစတက်မရတော့ဘူးဆိုတာနဲ့ဆိုလိုလိုက်တန်းလဲမှာလားဘုံစတက်ချာချင်ရီလေးတန်းလဲမှာလားအဲ့လိုမျိုးတွေးလို့မရဘူးเนาะဒီရင်ဆုံးကျွန်တော်တို့ကဗာလဲစတက်ခလုတ်ကအနှုတ်ဘဝရောက်လာစတက်ခလုတ်ကအနှုတ်ဘဝကတော့ဝင်တယ်စတက်ခလုတ်ကနေပြန်ထွက်ရလာဘောတဲ့စတက်ခလုတ်ကအနှုတ်ဘဝဝင်ပြီးတော့အနှုတ်ဘဝပြန်မထွက်ဘူးဆိုတော့ခလုတ်မကောင်းလို့ပေါ့ဒါလည်းစတက်ခလုတ်ကအနှုတ်ဘဝမရဘူးအနှုတ်ဘဝရောက်အောင်လို့ခလုတ်မကောင်းရင်ခလုတ်လဲပြီးရင်စတက်ကလုတ်ကပြန်ထွက်လာတဲ့အနှုတ်ဘဝစတန်ဒါတော်လေးကပ်ဖို့အတွက်အနှုတ်ဘဝပေးမယ်ဒါကတစ်ချောင်းပြီးတော့ရင်ဘာဖြစ်မလဲဆိုတော့ကလပ်စီရလေးကနေထွက်လာတဲ့အပေါင်းကစတန်ဒါတော်လေးကပ်ဖို့အတွက်အပေါင်းဘဝပေးမယ်အဲ့တော့တောက်ဝင်လိုက်ပြီဆိုတာနဲ့ဘာလဲဆိုတော့စတန်ဒါတော်လေးကပ်ဖို့အတွက်အပေါင်းကအတီရောက်နေပြီးသားအနှုတ်ကဘယ်ရလာလဲဆိုတော့စတက်ကလုတ်နေတဲ့ချိန်မှလာတယ်နော်အဲ့တော့ကျွန်တော်ကဒီကျိုးလေးချောင်းလေးကြောင်းကိုရှင်းပြပေးမယ်နော်လိုက်ရရှယ်လေးများများလုပ်ပြပါအောင်နော်နေရာလေးနာကျွန်တော်လည်းအမောပြီပေါ့နေရာလေးနာပြီးတော့လိုက်ရရှယ်လေးများများလုပ်ပြပါအောင်နော်တခုလို data package ဈေးကြီးနေတဲ့အချိန်မှာသူတို့ကျော်လိုက်လို့ရတာလဲနည်းနည်းတော့အားနေရလို့နော်ဘာကြောင့်လဲဟိုမျက်စိနောက်တိုင်းဝင်ကြည့်နေတာနဲ့ကို့မှာရှိတဲ့ဖုန်းပြီး data package လေးပုံသွားမှလည်းစိုးရိမ်ပါတယ်အားနာပါတယ်နော်ဒါပေမဲ့လည်းအားနာတဲ့ကြားရရပဲလိုက်ရရှယ်လေးများများလုပ်ပြပါအောင်နော်အဓိကကျွန်တော် workshop ညီကိုတွေကိုကြံပေးချင်တာ EFI ဆိုင်ကယ်တွေနဲ့ပတ်သက်ရင်ကျွန်တော်အတွေးခေါ်ပြတာပေါ့နော်ကျွန်တော်အတွေးခေါ်ဒီမှန်ရင်မှန်ချစ်ပေးလိုက်ပေါ့မှားရင်တက်ချစ်ခက်လိုက်စိတ်မဆိုးပါဘူးဒါနဲ့ကျွန်တော်သိထားကိုပြောချင်တာ EFI ဆိုင်ကယ်တွေမှာသူ့အနေနဲ့အော်တိုပဲနေနေဂီယာပဲနေနေဘိန်းလေးပဲနေနေဘိန်းကြီးပဲနေနေစင်စာတွေ ECU ကနေစင်စာတွေကိုပေးပို့တဲ့ပိုအားတွေလည်းအတူတူပဲစင်စာတွေကနေ ECU အချက်ပြတဲ့ပိုအားတွေလည်းအတူတူပဲ ECU ကနေအောက်ဘက်အကျူပီတာတွေကိုခိုင်းတဲ့နှုံသားတွေကလည်းအတူတူပဲဘာတွေပဲကွာခြားတာအောင်ဆိုတော့ကျွန်တော်ခုနပြောခဲ့တယ်လို့ပဲကွိုင်အထုတ်ရည်တို့ကွိုင်ကနေထွက်လာတာ3ချောင်းတို့2ချောင်းတို့1ချောင်းတို့ပြီးတော့ရင်ဗာလဲဖြူပါ1လုံးပါတယ်2လုံးပါတယ်5လုံးပါတယ်6လုံးပါတယ်စသည်အပြင် relay က1ဘူးပါတယ်2ဘူးပါတယ်တော့က1ချောင်းထွက်တယ်တော့က2ချောင်းထွက်တယ်3ချောင်းထွက်တယ်4ချောင်းထွက်တယ်နော်ဓာတ်အောက်က6စဖြစ်တယ်5စဖြစ်တယ်4စဖြစ်တယ်အဲ့ဒါတွေပဲကွာခြားတာကြံတဲ့ဟာတွေအကုန်လုံးဘိန်းတိုင်းအတူတူပဲအဲ့တော့ကျွန်တော်ကဘာကြောင့်ဒီနေရာမှာအမြုပ်ထုတ်အောင်ရှင်းပြနေလဲဆိုတော့ဒီပတ်လန်းကိုနားမလည်ပဲနဲ့ဒီနေရာတွေမှာမီးပြောက်နေတာကိုကျွန်တော်တို့လိုက်လို့မရဘူးဒီနေရာတွေမှာမီးပြောက်နေတာကကျွန်တော်တို့ကအပေါင်းတစ်ချောင်းနဲ့အပေါင်းရောက်ရမယ့်နေရာတွေကိုအကုန်ပေးထားတာမဟုတ်ဘူးသူ့နေရာနဲ့သူခွဲပေးထားတာတော့ပေးတဲ့ကောင်ကတော့နော်တော့ပေးတဲ့ကောင်ကပေးတယ်အင်ဂျင်စတော့ကပေးတဲ့ကောင်ကပေးတယ်အဲ့တော့အပေါင်းတော်မှလည်းသူသွားမယ့်နေရာချင်းတွေမတူဘူးနော်အဲ့တဲ့ခါကျကျွန်တော်တို့ကဒီပတ်လန်းကိုနားမလည်မရသည့်အတွက်ဒီပတ်လန်းကိုကျွန်တော်အမြုပ်ထုတ်အောင်ရှင်းပြတယ်နော်ဒါနဲ့ဒီနေရာလေးမှာကြာနေပါလို့လည်းနားလည်မှုကျွဲမှလည်းစိုးပါသေးတယ်ဒါကိုနားလည်ရင်ဒါလေးကပြောပြတယ်ခဏဟုတ်ပြီနော်ဟာချောလို့ကြည့်တာလားနော်ဝရှောညီကိုကြီးအောက်မှာတပည့်တွေကထားနေတယ်ဝါလေးတရားကလည်းကျွန်တော်ရှင်းပြနေတဲ့အချိန်မှာကျွန်တော်ကိုလုံးဝလိုက်ကြည့်နေတယ်ကျွန်တော်ချောလို့ပဲကြည့်တာလားဟောမသိဘူးလေဟုတ်လားဆရာချောလို့ကြည့်တာလားညနေတိုးနေဒီနဲ့ဒီကလည်းခေါင်းရိုက်ခံအောင်လုပ်တော့မယ်မိမထားတယ်ဆရာကြီးဆုံးနေအဲ့တော့ SCR စတက်ချာခြင်း relay စတက်ချာခြင်း relay ပြီးမှာ2 6ချောင်းပါတဲ့ထဲမှာဒီ2ချောင်းအကြောင်းရှင်းသွားပြီချာခြင်းဝင်တဲ့ကောင်နဲ့နော်30 ampere ထုခံပြီးတော့ဒိုင်းကနေချာခြင်းဝင်တဲ့ကောင်နဲ့30 ampere ထုခံပြီးတော့ပါဝါပေးတဲ့အနီအောင်2 2ချောင်း2အသေး2ချောင်းအကြောင်းကိုရှင်းပြခဲ့ပြီးအဲ့တော့2 4ချောင်းပဲကျန်တော့တယ်2 4ချောင်းကဘာလဲဆိုရင်တော့ relay ကပ်ဖို့အတွက်အပေါင်းတစ်ချောင်းနဲ့အနှုတ်တစ်ချောင်းပြီးတော့ရင်ဗ
ဗက်ဒီမှာရှိနေသောအနီရောင်ကျိုးတို့ကြီးဒီစတက်ချာဂျင်ရလေးရဲ့မဟုတ်ဘူးအဆွေကြီးကိုပြပါလိမ့်မယ်နော်စတက်ချာဂျင်ရလေးမှာဟိုစတက်မော်တာကိုသွားဖို့အတွက်ငုတ်30နဲ့နှလုံးနဲ့တက်ထားတာငုံနှငုတ်ပါတယ်လေအဲ့ဒီငုံကိုကတ်ထားတယ်နောက်တစ်ခုကစတက်မော်တာကနေလာတဲ့နော်စတက်မော်တာကနေလာတဲ့ကျိုးရတယ်အပေါင်းကျိုးရတယ်ဒီမှာငုံတငုတ်စတက်ချာဂျင်လေးမှာဝင်ထားတယ်တကယ်တော့စတက်မော်တာလေးဖို့အတွက်ဘာလို့လဲအပေါင်းဘဝနဲ့အနှုတ်ဘဝလို့လဲဘဝဘယ်ရလာလို့ဆိုတော့ငကိုနဲ့စတက်မော်တာမှာဘော်လီမှာကြောင်းချပြီးသားအဲ့တော့စတက်မော်တာလေးဖို့အတွက်စတက်တာတော့ပြင်ပြီးတော့အပေါင်းပေးဖို့ရတယ်အဲ့အပေါင်းပေးဖို့ဆိုတာစတက်တာတော့လေးကတ်ဖို့လို့လေစတက်တာလေးကတ်သွားတဲ့အချိန်မှာဆိုရင်ဗတီရလာတဲ့အပေါင်းကနေပြီးတော့မော်တာဒီသွားတဲ့အပေါင်းကိုဒီမှာရှိနေတဲ့သူတို့နိုင်လေးရနော်တာနိုင်လေးရဒီကိုသွားကတ်ပေးလိုက်တယ်ကတ်လိုက်တဲ့အချိန်မှာသူကစတက်ကလုပ်နေတယ်ဆိုတာဘာလို့လာလဲဆိုတော့ဗတီရလာတဲ့ကျိုးနဲ့စတက်မော်တာဒီကိုသွားတဲ့အပေါင်းမျိုးကိုပူပြီးလိုက်တယ်နော်စတက်တာတော့လေးကတ်တယ်ဆိုတာပူပြီးသွားတာအဲ့လိုပူဖို့အတွက်အပေါင်းအနှုတ်လို့တယ်နော်အဲ့တော့ဗတီရလာတဲ့နေအောင်ကျိုးတို့ကကွန်တတာကတ်ထားတယ်စတက်မော်တာကောင်ကွန်တတာကတ်ထားတယ်သူတို့နှစ်ချောင်းကိုပူဖို့ဆိုတာကဒီလိုပူသွားပြီဆိုတာနဲ့ဗတီရလာတဲ့ကောင်ကမော်တာဒီကိုအပေါင်းပေါ်ရောက်သွားတယ်ငါကတော့စတက်မော်တာမှာ ground ချထားတော့စတက်မော်တာတည်သွားတယ်ဒါစတက်မော်တာနေတဲ့ခန္ဓာလေးပေါ့နော်ဘာလို့ကျွန်တော်တို့ကဒီဘက်နှငုံလည်းပြီးသွားတယ်ဘာလို့ဗတီရနေလာတဲ့အနီအောင်ကျိုးတို့ကဒီမှာကွန်တတာကတ်ထားတယ်မော်တာလာတဲ့ကောင်ကလည်းကွန်တတာကတ်ထားတယ်အဲ့ကတ်ထားတဲ့ဒါသူတို့နှစ်စကိုပူပြီးဘူးဆိုတာပူသွားရင်စတက်မော်တာလဲမယ်ဒါနဲ့အဲ့လိုပူသွားလို့ဆိုတာအဲ့ကျွန်တော်တို့ဆိုလိုတဲ့ချက်ဖို့အတွက်ကအပေါင်းဘူဝါနဲ့အနှုတ်ဘူဝါလို့ပဲအပေါင်းဘူဝါဘယ်ရလာလဲဆိုတော့ဒီမှာဒါလေးရဲ့အသေးတွေကဘောလီမှာကြောင်းချထားတယ်လို့ပြောရင်အဲ့ကျူးကနေပြီးတော့ဘယ်လိုလာလဲဆိုတော့ SC ကဆိုတာ STRTU က SWNDCH starter suit စတက်ကလုတ်ကနေပြီးတော့စတက်ကလုတ်ကိုအပ်ပေးထားတယ်စတက်ကလုတ်ကနေစတက်က်ကလုတ်နေတဲ့အချိန်မှာ body ground ကလာတဲ့အက်ကနော်စတက်ကလုတ်အထွက်ကျိုးဖြစ်တဲ့နော်ကြာဖြူကျိုးကိုပေးလိုက်တယ်နော်ကြာဖြူကျိုးကိုပေးလိုက်တယ်အဲ့တော့ကျွန်တော်ကဒီမှာစတက်ကလုတ်နေတဲ့အချိန်မှာဒီမှာကြာဖြူကျိုးကိုပေးတယ်ငါကိုတော့ကဒီမှာဒါကလက်စီဒါ SCR မဟုတ်ဘူးကလက်စီပဲလေးနော်ပြောမယ်ဆိုတော့စတက်နော်စတက်တာလေးပြရန်အတွက်အပေါင်းပေါ်ကနေနှုတ်ပေါ်လိုအပ်ဒီလိုအပ်သောအနှုတ်ပေါ်ကိုစတက်ခလုတ်နှိမ့်လိုက်တော့အခါစတက်ခလုတ်အထွက်ကြာဖြူကျိုးမှာပြီးပို့ထားပြီးဒီကောင်မှာအပဇက်မှာစတက်နော်အပဇက်မှာစတက်ခလုတ်ကထွက်တဲ့ကောင်ကအနှုတ်ကျိုးဖြစ်ပါတယ်စတက်ခလုတ်ကိုထွက်ရပါအနှုတ်ကျိုးဆိုတော့စတက်ခလုတ်ကိုဝန်နာကလည်းအနှုတ်ကျိုးပဲပေါ့အဲ့တော့စတက်ခလုတ်ကနေပြီးတော့အနှုတ်ကျိုးပေးပါတယ်ကြာဖြူကျိုးစတက်ခလုတ်ကအနှုတ်ပေးလိုက်တဲ့အချိန်မှာငကိုတော့ကကလက်စီရလေးကနေရောက်ရှိနေတဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ပြမယ်နော်ပြမယ်စာလေးတွေကတပည့်လေးတွေလိုက်ရေးထားတာဆိုတော့လည်းနည်းနည်းလေးကိုလွှဲချော်မှုတွေဖြစ်သွားတယ်ပေါ့နော်ဒီနေရာမှာဆိုရင် BLB လို့ပြရမှာလေ BL ဆိုတဲ့အိဗေက diagram မှာဆိုရင် BL ကဘလူးကိုခေါ်ပါတယ် B ဆိုတာက BL CP black ကိုခေါ်ပါတယ်အမဲကိုကြာ B လုံးနဲ့ရေးပြီးတော့အပြာကိုကြာတော့ BL ဆိုပြီးရေးတယ်အညူကိုကြာတော့ BR ဆိုပြီးရေးတယ်နော်အဲ့တော့နော်စတာတာလေးကရန်အတွက်အပေါင်းဘဝနဲ့အနှုတ်ဘဝလိုပဲပြီးလိုအပ်သောအနှုတ်ဘဝကိုစတက်ခလုတ်မှာထွက်လာတော့ကြာဖြူကျိုးလေးမှာပေးပို့ပြီးငကိုတော့ကကလက်စီရွယ်လေးမှာရောက်ရှိနေတော့မဲပြကျိုးနဲ့တွေ့ဆုံပြီးစတာတာလေးကတ်သွားပါပြီစတာတာလေးကတ်သွားတော့အခါနော်ဗတီမလာတော့အပေါင်းကျိုးအတုပ်ကြီးပြီးနော်မင်းတို့တုပ်ကြီးပြီးစတက်မော်တာတို့အပေါင်းဘဝပေးပို့ပြီးငကိုတော့ကအနှုတ်ဘဝရောက်ရှိနေတော့စတက်မော်တာဒီနော်စတက်မော်ငကိုတော့ကကြောင်းချထားတဲ့စတက်မော်တာဒီစတာတာလေးရပေးပို့လိုက်တော့အပေါင်းဘဝနဲ့တွေ့ဆုံပြီးတော့စတက်မော်တာလဲပါတယ်ဒါဆိုတော့စတာတာလေးမကောင်းရင်ကျွန်တော်တို့ဘာလို့ရမလဲစတာတာလေးမကောင်းရင်စတက်မရဘူးချာခြင်းမဝင်ဘူးတော့ဘာဝမပေးဘူးတော့ဘာဝမပေးဘူးဆိုမှတော့ဘာလာအောင်လဲအန်ကွက်မီးလာအောင်လားမလာတော့ဘူးပတ်နေလဲအောင်မလားမလဲတော့ဘူးနော်လက်စီဖြတ်မလားမဖြတ်ဘူး EC ကိုလုံးမလုပ်ဘူးအကုန်လုံးမီးပြောက်အဲ့တော့ကျွန်တော်ကဘာလို့လဲဒီစတာတာလေးရအသက်ကြပါတယ်ဒီကလုံးကကျောင်းနေနေမှာဖြူတွေပါလေကောင်းလို့လဲတာကိုမှစတာတာလေးကအလုံးမလုပ်သေးဘူးတော့ဖွင့်လို့မှပါဝါတွေပါလေမရောက်သေးဘူးဆိုတော့ socket တွေဝါယာလေးနေတော့လေစစ်စစ်ကြည့် socket လည်းကောင်းတယ်ဝါယာတူးလည်းမပြတ်ဘူးတော့လည်းကောင်းတယ်30 ampere တူးလည်းကောင်းတယ်ဆိုတော့စတာတာready ကိုလဲပြီးလိုက်ပါလို့ကျွန်တော်ဒီနေရာနေကြံပြပါတော့အဲ့တော့အဲ့ဒါကျွန်တော်စတာတာလေးမှာပါလေ6ခုကိုနားလည်သွားပြီ2ခုကဗတီရလာတဲ့ကောင်ကပေါက်ဝင်ပြီးတော့မော်တာကြီးပွန့်ထွက်ကျန်တဲ့2ခုကစတက်ခလုတ်ကလာတဲ့အနှုတ်ကျိုးနဲ့ကလက်စီရွယ်လေးရလာတဲ့အပေါင်းကျိုးစတာတာရွယ်လေးကပ်ဖို့အတွက်ကျန်တဲ့အနီရောင်ကျိုးနဲ့6ကပါလဲဆိုရင်ဘန်ကလာတဲ့ကောင်က30 ampere ပြည့်ခံပြီးဗတီချာချင်လုပ်နေတယ်
ဗတိမရှိနေတဲ့ဘွားက30ရာပြောနေမှာလေအနီကျိုးအတိုင်းပြန်ထွက်လာပြီးတော့တို့အပေါင်း12ခုပြီးဖို့ပါဒီတော့ပွင့်လိုက်တော့အခါစတာတာလေးမှာထွက်လာတော့အနီရောင်ကျိုးဒီတော့မှတစ်ဆင့်နော် BR ဆိုတာက BROWN brown ဆိုတာကအညူပါနော် brown ဆိုတာကိုရတီးသမားတွေဆိုတော့သိမှာလားလက်ဖိုက်တယ်သွားပြီး brown one ဆိုတာ brown ဆိုတာလက်ဖိုက်ပြောတာမဟုတ်ဘူးနော်အညူရောင်ပြောတာနော်ပြောမှဆိုတော့ brown one ဆိုတာကပြောမှဆိုလက်ဖိုက်ခေါ်တဲ့အခါမှာအညူရောင်လေးတန်းနေတာပေါ့သူ brown one လို့ brown လို့ပြောတာပေါ့တကယ်တော့ဒါလည်းသူကလက်ဖိုက်ခေါ်တဲ့သူတွေလည်းဘူးဆန်လာတယ်နော်အဲ့တော့30 ampere ဖြူခံပြီးစတာတာတော်လေးမှာထွက်လာတော့အပေါင်း12ခုအနီရောင်ကျူးပြီးတော့သူဝင်ပြီးတော့ဖွင့်လိုက်တော့အခါအညူကျိုးအဖြစ်ပြန်ထွက်ပြီး၎င်းအညူကျိုးသည်နှစ်လမ်းခွဲသွားပါသည်နှစ်လမ်းခွဲသွားပါသည်ဒီမှာတော့30 ampere ဖြူကနေထွက်လာတဲ့ကောင်ကအနီရောင်ကျိုးတစ်ချောင်းနဲ့နီရောင်ကျိုးတစ်ချောင်းနဲ့ထွက်လာတယ်အနီရောင်ကျိုးတစ်ချောင်းနဲ့ပဲတော့ဝင်တယ်တော့ဝင်လိုက်တဲ့ကောင်ကအညူအဖြစ်ပြန်ထွက်တယ်ဆိုတော့ကျွန်တော်တို့ကတော့ဘယ်နှစဖြစ်သွားမလဲနှစ်စတော့ရင်ဗာလဲနှစ်စတော့ရင်မှာတစ်စဝင်တစ်စထွက်တစ်စပဲရလား30 ampere ဖြူကနေနီရောင်ကျိုးကနေပြီးတော့ဝင်တယ်တော့ဝင်လိုက်တဲ့အခါမှာအညူရောင်ကျိုးအဖြစ်ပြန်ထွက်ပြီးအဲ့အညူရောင်ကျိုးကတော့နှစ်ချောင်းပြန်ထွက်သွားပါတယ်နှစ်ချောင်းခွဲထွက်သွားပါတယ်နှစ်ချောင်းခွဲထွက်သွားတာကမှဘယ်လိုလေးခွဲထွက်သွားလဲဆိုတော့နော်တော့ဝင်လိုက်တော့အခါတော့မှထွက်လာတော့အညူရောင်ကျိုးလေးဒီနှစ်ချောင်းခွဲထွက်သွားပါသည်တစ်ချောင်းဒီတစ်ချောင်းဒီသူကဘယ်လိုပေးလဲဆိုတော့ ECU နံပါတ်6ကိုလည်းပေးတယ်ဒိုင်ဘွက်ကိုလည်းပေးတယ်နော် ECU နံပါတ်6ကိုလည်းပေးတယ်ဒိုင်ဘွက်ကိုလည်းပေးတယ်နော်ဒါကျွန်တော်တို့ကတော့ကနေဓာတ်လိုက်ထွက်သွားတဲ့အညူရောင်ကျိုးနော်တော့ကနေဓာတ်လိုက်ထွက်သွားတဲ့အညူရောင်ကျိုးတော့မှထွက်သွားတော့အညူရောင်ကျိုးဒီနှစ်ချောင်းခွဲထွက်ပါပြီတစ်ချောင်းဒီအညူရောင်ကျိုးအတိုင်းပဲ ECU ပင်နံပါတ်6ကိုလည်းအပေါင်းဘဝပေးဖို့တယ်ပြီးတော့ရင် ECU လည်းပေးဖို့တယ်လို့ ECU ပင်နံပါတ်6ကိုလည်းပေးဖို့တယ်လို့ဒိုင်ခွက်ဒါကြီးကဒိုင်ခွက်ပါဒိုင်ခွက်လုံးလုံးရန်အတွက်လည်းအပေါင်း12ဖို့ပေးဖို့တယ်တကယ်လို့ဒိုင်ခွက်မီးတွေမလင်းဘူးဆိုရင်ကျွန်တော်တို့ကဘာစစ်ရမလဲ ECU power supply မရဘူးဆိုဘာတွေစစ်ရမလဲနော်ကျွန်တော်တို့နော်ဒိုင်ခွက်ရဲ့ ECU ရဲ့ power supply မရဘူးဆိုတော့ကနေထွက်လာတဲ့အညူကျိုးလေးဟာဒိုင်ခွက်ထဲစီကိုအပေါင်း12ဖို့ရောက်မရောက်ကျိုးပြတ်မပြတ်ကိုကျွန်တော်တို့ကစစ်ဆေးပေးပါနော်ကြံတစ်ချောင်းဒီ engine stock ကိုသွားပြီး ENGINESTOP engine stock ကိုသွားပြီး engine stock ခလုတ်ကိုဝင်ပြီး engine stock ခလုတ်မှာတစ်ဆင့် RW ဆိုတာကကျွန်တော်တို့က R ဆိုတာက RET red အနီရောင် W က WHINDE white အဖြူရောင် RW နီးဖြူရောင်တော့မှထွက်လာတော့အနီရောင်ကျိုးလေးဒီနှစ်ချောင်းခွဲရပြီတစ်ချောင်းဒီဒိုင်ခွက်အလုံးလုံးရန်နဲ့ ECU ပင်နံပါတ်6ကို power supply ပေးဖို့ဒီကြံတစ်ချောင်းဒီ engine stock ခလုတ်တို့ဝင်ပြီး engine stock ခလုတ်မှာတစ်ဆင့်နီးဖြူအဖြစ်ပြန်ထွက်ပြီး၎င်းနီးဖြူကိုစော့ကတ်ခံကနော်စော့ကတ်တို့ဝင်လာတော့နီဖြူကျိုးဒီစော့ကတ်မှာတစ်ဆင့် BROWN brown REG red brown red ဆိုတာကညူနီကျိုးအဖြစ်ပြန်ထွက်ပြီးစတာတာ relay galaxy relay တို့လည်းအပေါင်း12ဖို့ပေးဖို့ဒီ nozzle စီဖြန်းရန်အတွက်လိုအပ်သောအပေါင်း12ဖို့ကိုပေးဖို့ဒီစီပတ်မော်တာလေရန်အတွက်အပေါင်း12ဖို့ပေးဖို့ဒီပလက်ကွန်တို့လည်းအပေါင်း12ဖို့ပေးဖို့ဒီ FID လို့ခေါ်တဲ့ first idle var engine အနှေးလေကြီးလေထင်းပါကိုလည်းအပေါင်း12ဖို့ပေးဖို့ဒီโอเคเนาะမတူဘူးเนาะကျွန်တော်ခုနကဘာပြောခဲ့လဲဒီကောင်ဒီမှာကတရုတ်ဘိန်းတွေလို့တော့ထွက်လာတဲ့အမဲကျိုးဟာအပေါ်တွေရောအောက်တွေရောရှေ့ဘရိတ်ရောနောက်ဘရိတ်ရောအကုန်လုံးတစ်ချောင်းနဲ့ခွဲထွက်သွားတာမဟုတ်ပါဘူး EFI system မှာကမီးလိုင်းကတက်တက်စင်တာ actuator ECU လိုင်းကတက်တက်ဆိုပြီးတော့နှစ်လိုင်းခွဲပြီးတော့ဘူအားကိုပေးပါတယ်လေးစားတော့အိမ်တွေမှာဆိုရင်တော့သူကဘာလို့ဆိုတော့အပေါင်းနှစ်ချောင်းဝင်ပြီးနှစ်ချောင်းထွက်ပြီးတော့ထပ်သွားတဲ့နှစ်ချောင်းကမီးလိုင်းနဲ့စင်တာ ECU လိုင်းကိုပေးပါတယ်နှစ်စားထွက်တော့အိမ်တွေမှာဆိုရင်တော့တစ်ချောင်းကတော့မီးလိုင်းကိုဓာတ်လိုက်ပေးပြီးတော့ကျန်တစ်ချောင်းကတော့ဖြူခံရင်ခံမယ်ဖြူမခံရင် relay ခံမယ် relay မခံရင် engine stock ခံပြီးခံမှသာစင်တာ actuator လိုင်းတွေကိုအပေါင်းဘူအားပေးပို့တယ်
โอเคเนาะအဲ့တော့အင်ဂျင်စတော့တုံဝင်လာတော့เนาะတော့မှတစ်စက်တော့တော့အင်ဂျင်လေးဒီအင်ဂျင်စတော့တုံဝင်ဒီအင်ဂျင်စတော့ခလုတ်ဖွင့်နေဆိုတာဘာလို့တောင်ဆိုတော့ကျွန်တော်တို့ကဖွင့်နေဆိုတာကကျိုးတစ်ခုနဲ့တစ်ခု join ပေးလိုက်တာတော့လာတဲ့ကောင်နဲ့အင်ဂျင်စတော့ထွက်မဲ့ကောင်ပူးပေးလိုက်အင်ဂျင်စတော့ခလုတ်ဖွင့်လိုက်တော့ကအင်ဂျင်စတော့မှာတစ်စင် NICU အဖြစ်ပြန်ထွက်သွားပြီး socket တို့ဝင်ပြီး socket မှာတစ်စင် BR R ဆိုတာက BR ဆိုတာက BR ကိုတကွင် brown RIT red အနည်းရောက် brown red ညူနီအဖြစ်ပြန်ထွက်က galaxy relay တို့လည်းအပေါင်းဆက်နှစ်ဖို့ပေးဖို့ဒီ nozzle စီခန်းရံအတွက်လိုအပ်သောအပေါင်းဆက်နှစ်ဖို့ပေးဖို့ဒီစီပတ်လေရန်အတွက်အပေါင်းဆက်နှစ်ဖို့ပေးဖို့ဒီပလက်ကွန်အတွက်အပေါင်းဆက်နှစ်ဖို့ပေးဖို့ဒီ FID အော်တိုလေးထင်းပါကိုလည်းအပေါင်းဆက်နှစ်ဖို့ပေးဖို့ဒီဒီကင်းကကျွန်တော်ဒီကိုဖုန်းဆက်တယ်ကျွန်တော်ရဲ့တငယ်ချင်းတယောက်ကကြတော့သူကတော့ခွင့်တဲ့အချိန်မှာစီပတ်လုံးဝမလဲတာနော်တော့ခွင့်တဲ့အချိန်မှာစီပတ်မလဲတဲ့ပြဿနာပေါ့နော်စီပတ်မလဲတဲ့ပြဿနာဆိုတော့သူကဒံခွန်မီးတွေလင်းတယ်တဲ့ဆရာတဲ့ဒံခွန်မီးတွေလင်းတယ်တဲ့နော်ဒံခွန်မီးတွေလင်းတယ်ဒါပေမဲ့နော်ဆယ်စီမဖြန်းဘူးပလက်လည်းမီးမထွက်ဘူးတဲ့ဆရာတဲ့စက်တက်လည်းမရဘူးတဲ့နော်စက်တက်လည်းမရဘူးတဲ့စီပန်လည်းမလဲဘူးဆိုပြီးကျွန်တော်ကိုပြောပြလာတယ်ပြောပြတဲ့အခါမှာကျွန်တော်ဒီနေရာမှာကျွန်တော်စဉ်းစားကြရှိပါတယ်စဉ်းစားကြည့်လိုက်သူပြောတယ်ဟာလေဒံခွန်မီးတွေလင်းတယ်အဲ့စဉ်းစားကြည့်လိုက်တော့ထွက်လာတဲ့အညူကနှစ်ချောင်းနဲ့ကနေမှဒီမှာတစ်ချောင်းကကြတော့ဒီမှာဒံခွက်နဲ့ ECU ကိုပေးထားတာဆိုတော့ဒံခွက်ကမီးသွားလင်းနေရောဘောင်းပေါ်ကရောက်တော့ငကိုတော့ကgroundရှိတယ်လေဒံခွက်မှာစတက်မရအောင်ဆိုတော့ဒီကလက်ရှိလိုလေးမှအလုံးမလုံးတော့စတက်ကမရနိုင်တော့နောက်တစ်ခုကဘာလဲဆိုတော့စီပတ်မလဲဘူးစီပတ်အောင်အပေါင်းပေါ်မှာမရောက်တော့စီပတ်မလဲတော့သူပြောတယ်ကျွန်တော်ဖုန်းပြန်ဆက်လာတယ်နော်ဟိုဟာတဲ့ဒီတော့ထွက်လာတဲ့အညူကျိုးလေးကိုတဲ့ဒီညူနီကျိုးလေးနဲ့တွားပူလိုက်တော့တဲ့အကုန်လုံးဆက်နှုတ်လို့ရပါတယ်တဲ့အကုန်လုံးဆက်နှုတ်လို့ရပါတယ်ပြောချင်တာကသူကတော့ထွက်လာတဲ့အညူကျိုးနဲ့ဒီအင်ဂျင်တော့ထွက်သွားတဲ့ဒီကျိုးဆိုတော့ဒီကျိုးတစ်ချောင်းကိုပူလိုက်တယ်ဆိုတော့တေးကြတဲ့အဲ့ဒီနေရာမှာခလုတ်ပြက်နေတာပဲဖြစ်နေတယ်ခလုတ်ကြောင်လည်းများသောအားဖြင့် update တွေမှာအဲ့ကောင်တွေကာဗွန်တွေခဏခဏတက်ပြီးတော့ခလုတ်က loose ဖြစ်ပြီးတော့မထိတိချက်ဖြစ်ပြီးတော့အပေါင်းဘူဟာလမ်းတော့ဝတင်ကြောက်ဆုံးတဲ့ပြဿနာမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်ရှင်းသွားပြီเนาะအဲ့တော့ကျွန်တော်တို့ကတော့ထွက်လာတဲ့ကောင်ကိုရှင်းသွားပြီညူရောင်2နဲ့6တစ်ချောင်းကပဲသွားတယ် ECU ပင်နံပါတ်6နဲ့ဒံခွက်ကိုသွားတယ်အဲ့တော့ကျွန်တော်ဒံခွက်မီးကြီးလာနေုံနဲ့ ECU ပင်နံပါတ်6ကိုအပေါင်းပေါ်ရောက်ုံနဲ့ဆိုင်ငယ်ကမနိုးနိုင်ဘူးเนาะအဲ့တော့ကျွန်တော်ကနှစ်လိုင်းရှိနေပြီပြီးတော့ထွက်ဖို့ view site တော့ပါတော့ကညူရောင်2နဲ့6တော့တစ်ချောင်းကဒံခွက်နဲ့ ECU ပင်နံပါတ်6ကို power supply ပေးဖို့လည်းတန်တစ်ချောင်းက engine store ကိုဝင်တယ် engine store က main ချုပ်ပဲဆိုင်ငယ်သိရှိရဖို့အတွက်ကိုเนาะအဲ့တော့ engine store ကိုဝင်လာတော့ညူကျိုးဒီ engine store ကလုံးမှာတစ်စင်းညီကျိုးဖြစ်ပြန်ထွက်သည်ညီကျိုးဖြစ်ပြန်ထွက်ပြီး socket ခံ socket ကိုဝင်သည် socket ကနေမှတစ်စင်းသူကဘာလို့လဲဆိုတော့ညူနီအဖြစ်ပြန်ချိန်ပြီးတော့ galaxy relay နဲ့ C-band nozzle ပလက်ကွန် FID เนาะ FID တို့ကိုလည်းကျွန်တော်တို့ကအပေါင်းဆက်နှစ်ဖို့ပေးဖို့လေเนาะအဲ့တော့ကျွန်တော်တို့တော့ထွက်လာတဲ့ဟာကိုသိသွားပြီညူနှစ်ပင်တပင်ကဒိုင်ကွက်နဲ့ ECU ပင်နံပါတ်6ပင်နံပါတ်6ကြံတပင်ကဘာလို့လာလဲဆိုတော့ engine stock လို့ကိုဝင် engine stock လို့ကနေ NICU ပြန်ထွက် NICU ကနေ socket ခံ socket ကနေမှတစ်စင်းညူနီအဖြစ်ပြန်ထွက်ပြီးတော့ nozzle plug ကိုစီပန့်เนาะ nozzle plug ကိုစီပန့် FID လေးထိန်းပါကိုပေးတာသိသွားပြီအဲ့တော့ပေးတဲ့ကိစ္စလေးခဏထားလိုက်အောင်တစ်စင်းချင်းပြောပြတာเนาะ engine stock လို့မှထွက်လာပြီ engine stock လို့မှထွက်လာတော့ညူနီကျိုးလေးဒီလေးငုံ relay FZ စီတိုင်ကြီးအောက်ဘယ်ဘက်ချမ်းပေါ်ပြားမှာတွဲပြီးတော့တက်ဆင်ထားတဲ့ signal ကတ်တော့ဘူးရဲ့ဘန်းအန်ဂယ်စင်ဆာရဲ့ galaxy relay ရဲ့ဆိုပြီးတော့ဘူး3ဘူးပါတယ်အဲ့ဘူး3ဘူးရဲ့မှာ galaxy relay ဟာ၄ငုံ relay ကိုမှအနှုတ်နှစ်ပင်အပေါင်းနှစ်ပင်ဆိုတော့အလုံးပေါင်း၄ပင်ရှိတယ်နှုတ်နှစ်ပင်အပေါင်းနှစ်ပင်ရှိတယ်အဲ့၄ပင်ရှိတယ်အဲ့၄ငုံ relay အကြောင်းလေးကိုကျွန်တော်တို့အရင်ဆုံးပြောပြအောင်နော်မင်္ဂလာပါဖြူလေးကတော့နည်းနည်းနဲနေတယ်အချိန်နောက်ကျသွားပြီဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်က Galaxy Relay မှာကျိုးလေးချောင်းပါဝင်တယ်အဲ့တော့ကျိုးလေးချောင်းရဲ့အဝင်ထွက်ကိုနားလည်ဖို့လိုတယ်အဲ့ကျိုးလေးချောင်းလေးကမှဘယ်ကျိုးပြတ်သွားရင်ဘာဖြစ်မှာလဲခရီးမီးရလာတဲ့ app မရောက်ရင်ဘာဖြစ်မှာလဲနောက်တစ်ခုက Galaxy ရလာတဲ့ app မရောက်ရင်ဘာဖြစ်မှာလဲengine store ကလာတဲ့အပေါင်းမလာရင်
ဘယ်အရာကြီးပျက်စီးနိုင်လဲဘာတွေဖြစ်သွားနိုင်လဲနော်အဲ့သဘောတရားတွေကျွန်တော်ရှင်းပြပေးမယ်လင်းငုံ relate နော်အဲ့တော့ဒါကျွန်တော်အဆင်ပြေလို့ဆွဲထားတာနော် galaxy relate နော်အဲ့တော့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ဒီ engine stock လုံးမှာထွက်လာတဲ့ညုံဒီဂျိုးလေးဟာလင်းငုံ relate galaxy relate တွေကို point တစ်စားကတ်တယ်အဲ့ဒီ point ကနေပြီးတော့ relate ကနေမှတစ်ဆင့်ဘာလုပ်ပေးရမှာလဲ starter relate ကရန်အတွက်လိုအပ်သောအပေါင်းဖို့အောင်ပေးတယ်ဒါပေမဲ့ပုံမှန်ကောင်းနေတဲ့ဆိုင်ငယ်မှာဆိုရင်တော့တောက်ခွင့်လိုက်ပြီဆိုတာနဲ့ဒီ starter relay ကတ်ပြီးသားဒါပေမဲ့ဘယ်အချိန်မှမကတ်ဘူးလဲဆိုတော့တကယ်လို့ကျွန်တော်တို့ကတောက်ခွင့်တဲ့အချိန်မှာဂီယာဝင်နေတယ်ဆိုရင်တော့အဲ့ relay ကမကတ်ဘူးဂီယာလည်းမရှိဘူးအကုန်လုံးလည်းဝါရင်းလည်းမှန်တယ်ဘက်ထရီလည်းအားရှိတယ်ဆိုရင်တော့ဒီ relay အမျိုးအစားပြီးတောက်ခွင့်တာနဲ့ကတ်ပြီးသားသူမကတ်တာကဘယ်အချိန်မှမကတ်မှလဲဆိုရင်တော့ဆိုင်ငယ်မှာဂီယာဝင်နေတဲ့အချိန်မှာတော့ခွန်လိုက်ပြီဆိုရင်တော့အဲ့ဒီ relay ကမကတ်ပါဘူးသူကမကတ်တော့သူ့ဒီကိုအပေါင်းမရောက်ပါဘူးသူ့ဒီကိုအပေါင်းမရောက်တော့စတက်ခလို့ဘလောက်နှိမ့်နေဆိုင်ငယ်ကဗတိရလာတဲ့ကောင်ကစတက်မွန်လာဘူးအပေါင်းဘူကပေးမှာမဟုတ်ပါဘူးအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကအင်ဂျင်စတော့ကနေထွက်လာတဲ့ညူနီကလင်းငုံ relay classic relay တွေကို point တစ်စားကတ်အဲ့ point တစ်စားအနေပြီးတော့ကျွန်တော်တို့ကဒီ starter relay ကတ်ဖို့အတွက်အပေါင်းဘူကအသေးပေးထားနော်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အင်ဂျင်စတော့ထွက်လာတဲ့အပေါင်းဆင်းသက်ဖို့ဟာ relay ကနေမှတစ်ဆင့်ကျွန်တော်တို့အောက်မှာရှိနေတဲ့ solenoid သို့မဟုတ် starter cut out သို့မဟုတ် relay သို့မဟုတ် starter relay သို့မဟုတ် starter charging relay တိုက်တယ်လို့ပြောတိုက်တယ်လို့ခေါ်အဲ့တော့အဲ့လိုအင်ဂျင်စတော့လာတဲ့အပေါင်းဆင်းသက်ဖို့ဟာဒီ relay ကနေမှတစ်ဆင့် solenoid ကတ်ပြီးတော့ဒီထဲကိုသွားဖို့ဆိုတာကဒီမှာဒီနှစ်ချောင်းကအရန်ရေးကြီးတယ်ဒီနှစ်ချောင်းအရန်ရေးကြီးတယ်နော်ဒီမှာက natural ပေါ့နော် creamy ပေါ့ကျွန်တော် episode မှာကနော်ကလပ်ဘင်းနေမှာကနော်ကျွန်တော် episode မှာပေါ့နော် episode မှာပြောလိုက်မယ်နော်ဒီက1 2 3 4 5ဆိုပြီးတော့ပါလားမပါဘူးနော်ဘာပဲပါ creamy လေးပဲပါ creamy လေးကဘယ်မှာတက်ဆင်ထားတော့တန်လိုက်အောင်ဘုံရဲ့နောက်မှာငကြင်းမီအဖိုးရဲ့အောက်မှာအစွတ်ကလေးနဲ့တက်ဆင်ထားတယ်ပြောမှဆိုတော့အချထားတယ်ပေါ့နော်အဲ့တော့ body ground မှာအချထားတဲ့ကောင်လေးကဒီပြောမှကျွန်တော်ဒီနားမှာရှိနေတဲ့ socket လေးပေါ့နော် socket လေးကနေမှတစ်ဆင့် class ကိုအပ်ပေးထားတယ်ဘယ်အချိန်မှာပေးတာလဲဆိုရင် free gear ဝင်နေတဲ့အချိန်မှာဆိုရင် free gear ဝင်နေတဲ့အချိန်မှာဆိုရင် premier လာတဲ့အက်က premier ဘာဆိုတာကတော့ body ground မှာအချထားတာပါပဲအမှန်တကယ်တော့เนาะbody ground မှာအချထားတဲ့ကောင်ကသူက gear switch နဲ့ထိန်းချုပ်ထားတာ gear ဝင်ရင်အပ်ပြောင်းမယ် free gear ဆိုရင်အပ်မိမယ်အဲ့တော့ဘာလို့လဲဆိုတော့เนาะ gear လေးတော့နားလည်အောင်ပြရတယ်เนาะ instructor ကလာတယ်ဆိုမှအဲ့ instructor ထွက်လာကောင်ညူနီလေးကအပေါင်းမယ်เนาะ solenoid ကပ်ပြီး class ဟို starter relay ကိုထွက်သွားတဲ့ကောင်လေးအပေါင်းမယ်เนาะငုတ်ကဘယ်နဲ့ငုတ်၄ငုတ်အဲ့တော့အပေါင်းဝင်အပေါင်းထွက်အဲ့တော့အပေါင်းနှစ်ချောင်းပါတာပြီเนาะဗာလဲအပေါင်းတစ်ချောင်းက instructor ကနေလာတဲ့ညူနီထွက်သွားတဲ့ကောင်ကမဲပြထွက်ပြီးတော့ starter relay ကိုအပေါင်းကိုပေးလိုက်တယ်ဒါဆိုရင်အပေါင်းနှစ်ချောင်းဆိုတာသိပါပြီအဲ့တော့ကျွန်တော်တို့ကကြံတဲ့နှစ်ချောင်းကဘာတွေလဲအပေါင်းတွေလားအနှုတ်တွေလားဘယ်ရလာလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့လေ့လာအဲ့ဒီကြံတဲ့နှစ်ချောင်းလေးကမှတစ်ချောင်းက body ground ကလာတဲ့အပ်ပေါ့ပြောမှဆိုတော့ free gear ပေါ့နော် free gear ဖြစ်နေတဲ့အချိန်မှာဒိုင်ကွန်ထဲမှာမီးအစိမ်းလေးနေတဲ့အချိန်မှာဆိုရင်တော့ class ရွယ်လေးတွေကိုအနှုတ်ဘဝရောက်နေတယ်အနှုတ်ဘဝရောက်တယ်ဆိုတော့ကျွန်တော်ဒီအောက်ကကျူးလေးကိုခဏမေးထားမယ်ဒီနေရာမှာ class ရေးထားတယ်ဒီနေရာမှာခလုတ်ကလေးရေးထားတယ်ခေါင်းထဲမထည့်နဲ့အဲ့ဒီကောင်လေးကိုခဏမေးထားမယ်မပါဘူးလို့အောင်မေးလိုက်နော်အဲ့တော့ပြောချင်တာဘာကြောင့် relay တခုဆိုတာကျွန်တော်တို့အဲ့ relay တခုကသူ့ကိုဝင်ထားတဲ့ point ရန်လေး point ပြန်ထွက်ဖို့ဆိုတာကကျွန်တော်တို့ကဘာလို့လဲဆိုတော့အဲ့ relay ကပ်ဖို့လိုတယ်အဲ့ relay ကပ်ဖို့တော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့အပေါင်းအနှုတ်လိုတယ်အပေါင်းနှုတ်လိုတယ်ဆိုတော့ကျွန်တော်တို့ကဒီဘက်မှာရှိနေတာတော့သိသွားပြီ point ဝင် point ထွက် engine start လာတဲ့ကောင်က starter relay ကိုသွားတာဆိုတော့ဒီဟာလည်းအပေါင်းပြိုဒါလည်းအပေါင်းပြိုအပေါင်းနဲ့6ဆိုတော့သိသွားတယ်
အဲ့တော့ဒီကောင်ကလည်းခရီးမီးရနေလာတဲ့အခရီးမီးရနေကလပ်စီရလေးတွေကိုဘာကြောင့်အပ်ပေးသွားအပ်ပေးတာလဲဆိုတာကိုဒါလေးကိုခဏမေးပြီးတော့အပြင်အကြောင်းလေးပြောကြည့်ကလပ်ဘိန်းတွေမှာပုံမှန်ကလပ်စီတွေကောင်းနေမယ် relay တွေကောင်းနေမယ် gear position တွေမှန်နေမယ်ဆိုရင်ဘာဖြစ်လဲ free အနေထားမှာဆိုရင်ကလပ်ဆွဲစရာမလိုဘူးစတက်ခလုံးနှိပ်တာနဲ့ဆက်နိုးပြီး gear ဝင်နေတဲ့အချိန်မှာဘာလို့ပြရတော့ကလပ်ဆွဲပြီးမှဆက်နိုးလို့ရတယ်ဖရီးဂီယာတစ်ခုတည်းမှာဆက်နှိုးလို့ရမှာမဟုတ်ဘူးเนาะဂီယာဝင်နေရင်လည်းဆက်နှိုးလို့ရတယ်ဂီယာဝင်နေရင်ဘာကြောင့်ဆက်နှိုးလို့ရတယ်လဲဆိုရင်ကလပ်ဆွဲလို့ဆက်နှိုးလို့ရတယ်ဒီသဘောကဘာကြောင့်ဆိုင်ငံထုတ်တဲ့ကုမ္ပဏီတွေကဒီသဘောကိုဘာလို့လဲတကယ်တော့ဒီကလပ်စီရလေးခံထားခြင်းဟာဘာကြောင့်ဒီဘိန်းမှာကလပ်စီရလေးကိုလာခံတာလဲဆိုရင်တော့တကယ်လို့เนาะပုံမှန်ဂီယာဘိန်းတွေမှာကပုံမှန်ဂီယာထိုးကျွန်တော်တို့เนาะကလပ်မပါတဲ့ရိုးရိုးဂီယာဘိန်းတွေမှာကြတော့ဂီယာရှိလဲပဲလေဘာဆွဲမှဘာဖြစ်မှာလဲဆက်နိုးမှာเนาะလေဘာဆွဲမှဆိုင်ရရှိကိုပြီးမှာတကယ်လို့ကျွန်တော်တို့ကကလပ်ဘိန်းတွေမှာเนาะကလပ်ဘိန်းတွေမှာဂီယာရှိနေတာကိုသွားပြီးတော့ဆက်နိုးလိုက်ရင်ဘာဖြစ်မလဲဆိုင်ငယ်ကြီးရဲ့စောင့်တော့ရှေ့ရဟာတွေအကုန်တူးမယ်ဖွေ့မယ်ဟောမယ်လဲမယ်လူနာတရားဖြစ်မယ်ပစ္စည်းဆုံးရှုံးမှုဖြစ်မယ်ဒီသဘောတရားကို safety အန်ဒီရယ်ကိုကြိုတင်ကာကွယ်ထားပြီးတော့ဒီ class တွေလေးခံထားတာပါဒီ class တွေလေးကောင်းနေမှာဒီ class တွေလေးကိုတက်ဆင်ထားမှတာဆိုင်ငယ်ဟာသဘောတရားတကယ်ချင်းတယောက်ကစီးလိုက်တယ်နံပါတ်2 gear နဲ့ရက်ထားတယ်နောက်တစ်ယောက်ကဟဲ့ငါတော့ပြီးသားမှာကွန်းသွားဝယ်ချင်လို့ဆိုင်ငယ်တော့ဖွင့်လိုက်တယ်ဖရီးတွေ gear တွေနားမလဲဘူးစတက်ကလုံးနှိမ့်ချလိုက်တယ်အဲ့ဒီအချိန်မှာမြန်လားကျွန်တော်တို့က class တွေလေးမပါဘဲနဲ့မြန်စတက်ကလုံးနှိမ့်တာနဲ့ဆက်နိုးတယ်ဆိုရင် gear ဝင်တဲ့အချိန်မှာသွားလို့လိုက်ဆိုင်ငယ်ကြီးကဘာဖြစ်စောင့်ထွက်အဲ့လိုအန်ဒီရမျိုးမကြုံအောင်ဆိုင်ငယ်ကနေလူကိုသတိပေးလိုက်တာ။ပြောင်းမင်းဆိုင်ငယ်မောင်းတော့မယ်ဆိုရင်အခုမင်းရင်ကောင်စီးထားတာကနံပါတ်2 gear နဲ့ရက်ထားတာ။မင်းကြိုက်တဲ့လောက်စတက်ခလုတ်နှိပ်နော်ပြောမှဆိုတော့မင်းစက်မနိုးနိုင်ဘူး။တကယ်လို့မင်းကစက်နိုးနေတယ်ဆိုတော့မင်းကဘာလုပ်ရမလဲဆိုတော့ကလပ်ကိုဆွဲရမယ်။တကယ်လို့ဒါမင်းကလပ်မဆွဲဘဲနဲ့စက်နိုးလိုက်ရင်မင်းရှေ့မှာဝင်ဆောင်တော့မှာဒီသဘောမျိုးပေါ့နော်။အဲ့တော့ကကျတော့ဘာလဲဆိုတော့ခရီးမီမှာလာတော့အကလေးဒီရောက်ကဟာလေးကိုမိထားမယ်ခရီးမီမှာလာတော့အကျိုးဒီကလပ်ဆွေရလေးကရန်အတွက်လိုအပ်သောအနှုတ်ဘွားကိုပေးပို့ထားတယ်အဲ့တော့ကျွန်တော်စဉ်းစားပြီးဆိုင်ကယ်မှာတော့ခွန်လိုက်ပြီဆိုတာနဲ့ကလပ်ဆွေရလေးတွေကိုအပေါင်းစနစ်ဘွားရောက်နေပြီးသားညူနီအောင်ဂျိုးလေးနဲ့ခရီးမီကလာတဲ့အကလေးဟာလည်းခရီးကြီးရအနေထားဆိုရင်တော့ကလပ်ဆွေရလေးတွေကိုအနှုတ်ဘွားရောက်နေပြီးသားအဲ့တော့အင်ဂျင်စတော့လာတဲ့ဒီညူနီလေးဟာအလုံးနှစ်ခုကိုလောက်ပါတယ်တစ်ခုကဘာလဲဆိုရင်အင်ဂျင်စတော့ကနေထွက်လာတဲ့အပေါင်းဆက်မဲ့ဖို့ကိုစတာနာရလေးတွေကိုထည့်ပေးတဲ့အလုံးတစ်ခုကိုလောက်ပါတယ်ကြံတဲ့အလုံးတစ်ခုကဘာလဲဆိုတော့အင်ဂျင်စတော့ကလာတဲ့အပေါင်းဘွားဟာစတာနာရလေးတွေကိုထွက်သွားဖို့အတွက်ဒီရလေးကပ်ဖို့လိုအပ်တယ်အဲ့ရလေးကပ်ဖို့အတွက်လိုအပ်တဲ့အပေါင်းဘွားကိုလည်းသူကပေးတယ်ပြောမယ်ဆိုတော့သူကပုံမှန်ရလေးတွေမှာဆိုတော့သူကပွိုင်းဝင်ပွိုင်းထွက်လောက်ပဲလုပ်လို့တာဒီကောင်ကကျတော့ပွိုင်းဝင်ပွိုင်းထွက်တယ်မဟုတ်တော့ပဲလေရလေးကပ်ဖို့အတွက်အပေါင်းဘွားကိုကသူကထုတ်ပေးတယ်နော်အဲ့ဒါကကျတော့ကျွန်တော်တို့ကအင်ဂျင်စတော့မှာထွက်လာတော့ညူနီဂျိုးလေးဒီရလေးမှတစ်ဆင့်စတာရာရလေးကပ်ရန်အတွက်အပေါင်းဘွားကိုပေးဖို့ဒီတခန်းရလေးကပ်ရန်အတွက်လိုအပ်သောအပေါင်းဘွားကိုလည်းပေးဖို့ဒီရလေးကပ်ရန်အတွက်လိုအပ်သောအနှုတ်ဘွားကိုဖရီးဂီယာအနေထားတွင်ဖရီးနီးမှာပေးဖို့တယ်ဒါကြောင့်ဖရီးဂီယာအနေထားမှာကျွန်တော်တို့ကဗာလဲတော့ဖွင့်ပြီးဆိုတာနဲ့ကျွန်တော်တို့ဖရီးဂီယာအနေထားဆိုရင်ဖရီးဂီယာလိုဝါရှုပ်ညီကိုစဉ်းစားကြည့်လိုက်ဖရီးမီကအက်ရောက်နေမယ်အင်ဂျင်စတော့ကတော့ဖွင့်တော့အပေါင်းရောက်နေတယ်အပေါင်းနဲ့အနှုတ်နဲ့တွေ့တော့ relay ကတ်သွားမယ် relay ကတ်တော့အင်ဂျင်စတော့လာတဲ့ကောင်က relay ကနေမှတစ်ဆင့်ပြန်ထွက်ပြီးတော့ဆိုလိုက်ကိုအပေါင်းဘွားကိုအသေးပေးထားမယ်အဲ့အချိန်ညမှာကျွန်တော်တို့ဗာလဲစတက်ခလုတ်ကိုနှိပ်ချလိုက်တော့ငဘိုးတော့အသေးရောက်နေတဲ့အပေါင်းနဲ့တွေ့ပြီးတော့စတာတာ relay ကတ်သွားမယ်ဒါစတက်မော်လေတဲ့စနစ်နော်အဲ့တော့ပြောချင်တဲ့လေးပဲဒါဆိုရင်ကျွန်တော်စတာတာကလပ်ရှိတဲ့လေးမှာကျိုးပဲနဲ့ချောင်း၄ချောင်းနှစ်ချောင်းကပွိုင်းဝင်ပွိုင်းထွက်ကျန်တဲ့တစ်ချောင်းကဗာလဲပရီမီယာလာတဲ့အက်ပရီမီယာလာတဲ့အက်ကဘာလို့ထားတာလဲပရီဂီယာအနေထားမှာဆိုရင်ဒီ relay ကပ်ဖို့အတွက်ကိုအနှုတ်ဘွားပေးထားတာ relay ကပ်ဖို့အတွက်ပရီဂီယာမှာဆိုနှုတ်ဘွားပေးတယ်အင်ဂျင်စတော့လာတဲ့ကောင်ကပွိုင်းဝင်ပွိုင်းထွက်တယ်လို့ပြောတယ်လို့ relay ကပ်ဖို့အတွက်အပေါင်းဘွားလည်းပေးတယ်အဲ့တော့တော့ပွင့်လိုက်ပြီဆိုတာနဲ့ကလပ်ရှိတဲ့လေးကိုအပေါင်းရောက်နေမယ်ခရီးကြီးအနေထားဖြစ်နေပြီးတဲ့အတွက်အနှုတ်ဘွားရောက်မယ်အနှုတ်နဲ့အပေါင်းရောက်တော့ relay ကတ်မယ် relay ကတော့ install လာတဲ့ကောင်က starter relay လေးကို
အပေါင်းဘဝအသေးပေးထားမယ်စတက်ခလုတ်နေလိုက်တော့စတက်ခလုတ်ကလာတဲ့အနှုတ်ဘဝနဲ့တွေ့ပြီးစတက်တာrelief ကတ်သွားတယ်တကယ်လို့မြန်အဲ့ဒီနေရာမှာဂီယာဝင်နေတယ်ပဲထားလိုက်ပါတော့အဲ့ဒီနေရာမှာဂီယာဝင်နေတယ်ဆိုရင်ဒီဖရီမီယာဂီယာဝင်နေဆိုတာဒီကျိုးကိုဖျက်ချလိုက်တယ်ဂီယာရှိနေတယ်ဆိုတာဒီကျိုးကိုဆက်ထားတာ body ground ကလာတဲ့အက်ကဂီယာကိုထိုးလိုက်တယ်ဆိုတာကဒီ body ground ကလာတဲ့အက်နဲ့ဒီ elastic တွေလေးတွေကိုလာတဲ့အက်ကအခုလိုမျိုး connection ပြတ်တောက်သွားတယ်နော် connection ပြတ်တောက်သွားတယ်ဆိုတော့အဲ့တော့ကျွန်တော်ကဒီနေရာမှာမှကျွန်တော်တို့ကနံပါတ်ဂီယာတစ်ခုကိုဝင်နေတယ်ပဲထားပါတော့ဂီယာဝင်နေရင် body ground ကလာတဲ့အက်က elastic တွေလေးတွေကိုရောက်လာမရောက်ဘူးနော်မရောက်သည့်အတွက်ကဘလောက်ပဲ engine store ကနေပြီးတော့ဒီ relay ကပ်ဖို့အတွက်အပေါင်းဘူကပေးပေးဒီကအနှုတ်ဘူကမရောက်တော့အဲ့ relay ကပ်လာမကပ်ဘူးမကပ်တော့ဒီ point ကကပ်မှာဆိုလိုလိုက်ကပ်မှာမကပ်တော့စတာတာလေးတွေကိုအပေါင်းဘူကရောက်မှာအပေါင်းဘူကမရောက်တော့စတက်ခလုတ်3အောင်နေစတာတာ relay မကပ်နိုင်ဘူးစတက်မော်တာမလည်နိုင်ဘူးအဲ့တော့ကျွန်တော်အဲ့အချိန်ဒီမှာဘာပြန်လုပ်ပြရလဲဆိုတော့တေချာပြီးဆိုင်ကယ်စီးတဲ့သူကပြီးလိုက်ပြီဟောငါစတက်ခလုတ်နေပြီမယ်စတက်မော်တာမလည်ဘူးဟောဂီယာဝင်နေလို့ဂီယာဝင်နေဆိုတော့ကျွန်တော်တို့ကဂီယာဖြုတ်ပြီးတော့ပြန်ပြီးတော့စတက်ခလုတ်ဆွဲရင်တော့ရတယ်ဒါပေမဲ့ဂီယာဖြုတ်ပြီးတဲ့သူကဘာလုပ်လိုက်လဲဒီမှာလာပြီကလပ်စီကိုလည်း body ground အက်ကပေးထားတယ်ကလပ်စီတွေကိုလည်း body ground အပ်ပေးထားတယ်ဆိုတော့ကလပ်စီကိုထွက်တဲ့ကောင်လည်းဘာဖြစ်မလဲအကျိုးပဲဖြစ်တယ်အဲ့တော့ကလပ်ဆွဲလိုက်တယ်ဆိုတော့ဘာလဲဆိုတော့ body ground ကလာတဲ့အက်နဲ့ကလပ်စီကနေထွက်သွားတဲ့နော်နီပြကျိုးလေးကိုနော်ကလပ်စီကနေထွက်သွားတဲ့ကျိုးလေးကိုပူပေးလိုက်တာပေါ့နော်ပူပေးလိုက်တော့သူကပြောချင်တာကဒီစတာတာကျွန်တော်ကလပ်စီတွေလေးကတ်သွားဖို့ဟာအဲ့တစ်ချောင်းလိုတယ်ပေါ့နော်အဲ့ဒီအက်ကဖရီမီယာပေးရင်ပေးဖရီမီယာမပေးရင်ကလပ်စီကပေးရတယ်ဖရီဂီယာအနေထားမှာဆိုတော့ဖရီကပေးပြီးသားဖရီဂီယာအနေထားမှာဆိုတော့ကလပ်စီတွေလေးကတော့ဖွင့်လာတဲ့တန်းကပ်ပြီးတော့စုလုံးလိုက်ကိုအပေါင်းပေါ်ရောက်နေပြီးသားဂီယာဝင်နေတဲ့အနေထားမှာဆိုတော့ကလပ်စီတွေလေးမကတ်ပြီးရတော့စုလုံးလိုက်ကိုအပေါင်းပေါ်မရောက်ဘူးဘာလို့မှရောက်မလဲကလပ်ဆွဲလိုက်တော့အခါကလပ်စီမှာထွက်လာတော့အကျိုးဒီကလပ်စီရလေးကက်ရန်အတွက်အနှုတ်ဘူအားကိုပေးဖို့ပြီးအင်ဂျင်စတော့မှလာတော့ညူနီကျိုးဒီကလပ်စီရလေးကက်ရန်အတွက်အပေါင်းဘူအားကိုပေးဖို့ထားပြီးအင်ဂျင်စတော့ကနေလာတဲ့ညူနီကျိုးလေးကအပေါင်းဘူအားပေးကလပ်စီကနေထွက်လာတဲ့အနှုတ်ဘူအားကကလပ်စီရလေးကက် sorry ဒါပြောမှဆိုတော့ကလပ်ညှစ်တဲ့ကောင်ပေါ့နော်ကလပ်လက်ကင်ခိုင်းပေါ့နော်ဒါကလပ်စီrelay နော် relay နော်ပြောမယ်ဆိုတော့ဒီကောင်ကနော်အဲ့တော့ install ဝင်လာတဲ့ new နီဟာစတာကျွန်တော်တို့ class suite လေးကဖို့အတွက်ပေါင်းဖို့ပါပြီးတယ်ကျွန်တော်တို့ class suite ကနေပြီးမှပါလဲဆိုရင်တော့ထွက်လာတဲ့အနှုတ်ဘွားကဒီ class suite လေးကဖို့အတွက်နှုတ်ဘွားပေးတယ်သူတို့အပေါင်းဘွားနဲ့အနှုတ်ဘွားရောက်တဲ့အခါမှာ class suite လေးကတ်သွားမယ် class suite လေးကတ်မှာ install ဝင်လာတဲ့ new နီဟာ class suite လေးကနေမှတစ်စင် solo line ကတ်ပြီးတော့ starter လေးတွေကိုအပေါင်းဘွားပေးမယ်နော်ဒါဆိုတော့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်အပြစ်ကလေးတွေပြောကြည့်အောင်ပတ်လန်းနေကြီးပြောလို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒီ classic relay ဘူးကလည်းကောင်းနေဖို့လိုတယ် classic relay ထဲမှာအဲ့ဆိုကျွန်တော်တို့ဗာပြီးသွားပြီလေအပေါင်း2ချောင်းအနှုတ်2ချောင်း4ချောင်းအပေါင်း2ချောင်းကဘယ်ကလာလဲအင်းကျွန်တော်ကနေထွက်လာတဲ့ကောင်က relay ကနေ relay တွေကို point တက်မယ် relay ကနေမှတစ်စင် starter relay တွေကိုအပေါင်းဘူကပေးမယ်အဲ့တော့အပေါင်း2ချောင်းနောက်တစ်ခုက premium ကနေလာတဲ့အတူ1ချောင်းနောက်တစ်ခုက classic ကနေလာတဲ့အတူ1ချောင်းအားလုံးပေါင်းအပေါင်း2ချောင်းအနှုတ်2ချောင်းကျိုး4ချောင်း4ငုတ် relay အဲ့တော့ premium လာတဲ့အမရောက်ရင်ဘာလို့ လဲကလပ်စီကနေအပေးမှာ relay ကပ်ပြီးတော့စတာတာလေးတွေကိုပေါင်းဖို့ရောက်မယ်တကယ်လို့ free gear အနေထားဆိုရင်တော့ body ground လာတဲ့အက်ကကလပ်စီ relay ကပ်ဖို့အတွက်အနှုတ်ဘူကပေးမယ်ငကိုတော့ကအင်စတော်နဲ့ထွက်လာတဲ့ညူမီဂျိုးလေးကစတာတာဒီကလပ်စီ relay ကပ်ဖို့အတွက်အပေါင်းဘူကပေးမယ်အပေါင်းနဲ့အနှုတ်တွေ့ပြီးတော့ကလပ်စီ relay ကပ်မယ်ကလပ်စီ relay ကပ်တော့တဲ့အခါအင်စတော်လာတဲ့အပေါင်းဘူကစတာတာလေးတွေကိုပေးမယ်အဲဆိုရင်စတက်ထုတ်လို့ရမယ်တကယ်လို့များစတက်မရခဲ့တဲ့ဘိန်းတွေမှာဝါယာလိုင်းတွေမှန်တဲ့ဘိန်းတွေမှာဆိုရင်အောက်မှာရှိနေတဲ့ငကြင်းမီးဘုံရဲ့အောက်မှာရှိနေတဲ့ free socket ဂီယာပိုဇင် socket လွတ်မလွတ်ကြည့်ပါကျိုးပြတ်မပြတ်ကြည့်ပါကလပ်စီတဲ့ချီကလပ်စီရလေးတဲ့ချီအနှုတ်ဘွားရောက်မရောက်ကိုတက်စတာကိုဗရီအပေါင်းဟိုမှာညှက်နော် free ပြောက်တိုင်းကျွန်တော်တို့ကပြောမှဆိုတော့ဒိုင်ကွာထဲမှာ free မလင်းတိုင်းဂီယာဝင်တယ်လို့ပြောလို့မရအောင်ဒိုင်ကွာထဲမှာမီလီကျွန်းနေဘယ်လိုလုပ်ဟုတ်တယ်မအဲ့တော့ဘယ်လိုဒီကြောင်စမ်းတယ်မလဲနော်တက်စတာရဲ့ညက်ကိုဗရီအပေါင်းဟိုမှာညှက်ကလပ်စီရလေးတွေကိုဝင်ထားတဲ့ဂီယာပိုဇင်ကနေလာတဲ့ကျိုးလေးကိုတက်စတာရဲ့တစ်ဖက်ကထိုးလိုက်တာနဲ့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်မီလင်းလာတယ်ဆိုတော့ဒါဆိုတော့ပြောရမယ်ဆိုတော့
body မှာအပ်ရှိတယ်ပေါ့နော်ဒါကကျွန်တော်တို့ကအဲ့လိုမျိုးစမ်းသပ်တာနောက်တစ်ခုကကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျုပ်ချင်းဘိန်းနေကြတော့သိရမလားကြားလာတဲ့အချိန်မှာကလက်ခိုင်းမှာရှိတယ်နောက်မှာရှိနေတဲ့တူးနှစ်ပင်ပါတဲ့ဆွီလေးဟာဆွဲပါများလာတော့ဘာဖြစ်လာတော့ဆိုတော့စက်ပလင်ကြီးပြော့လာတယ်ရေတွေဝင်ပြီးကာဗွန်တွေတက်လာတယ်အဲ့ဒီခါမျိုးမှာဘာလဲဆိုတော့ body ground ကလာတဲ့အက်ကကလက်ဆွီကနေပြန်မထွက်နိုင်တော့အခါလေးမှာကျွန်တော်တို့ပြောမှဆိုတော့နောက် break ဆွီလို့ပေါ့နောက် break ဆွီဝင်လာတော့ဘာလဲတော့ထွက်လာတဲ့အမဲကျိုးထွက်တော့ဘာလဲစိမ့်ဝါကျိုးကျိုးလည်းမပြတ်ဘူးဝင်တဲ့အမဲကျိုးကလည်းပူအားရောက်တယ်ဒါနဲ့ break ပေးအောင်နဲ့ break မီးကောင်းရတာနဲ့ break မီးမလဲတာရှိတယ်ဘာလို့ဆွီရအထဲထဲမှာကာဗွန်တက်ပြီးတော့နော်တစ်ခုနဲ့တစ်ခုမမိတာတော့အနီးဝေးကွာဟာမှုရှိတာတော့တက်တန်းကြလာတဲ့ခါမျိုးမှာပျက်စီးသွားတဲ့ခါမျိုးမှာအဲ့လိုမျိုးဖြစ်တယ်လို့ပဲသူ့ကိုလည်းကျွန်တော်တို့ကဘာလုပ်ပြရမလဲဆိုတော့ဒီကလပ်ဆွီရတယ်ကလို့များကလပ်ဆွီတဲ့ဝင်တဲ့အက်ကလည်းရောက်တယ်ကလပ်ဆွီတဲ့ထွက်တဲ့အကျိုးကလည်းကလပ်ဆွီရလေးတဲ့ကို connection မပြတ်ဘူးဆိုတော့ဒီကလပ်ဆွီရလေးကလပ်ဆွီမကောင်းတာပေါ့နော်ဆွီလေးမကောင်းတာပေါ့ခလုတ်ကလေးမကောင်းတာပေါ့အဲ့တော့ဘာလုပ်ပြရမလဲဆိုတော့စမ်းသပ်ကြည့်နေတယ်ဆိုတော့ကျွန်တော်တို့ကနော်ဒီဟာဝင်တဲ့အနေထားမှာကလပ်ဆွဲပြီးဆက်နှိုးတာမရဘူးဆိုရင်တော့ body ground မှာအတစ်ချောင်းချနော်တူးတစ်ချောင်းကိုယူ body ground မှာအချပြီးတော့တူးရဲ့ကျန်တဲ့တစ်ဖက်ကိုဒီကလပ်ဆွီလေးတွေကိုသွားပေးလိုက်မယ်ဆိုရင်လည်းဆက်နှိုးလို့ရတယ်ဒါကြလို့များအဲ့နေရာမှာဆက်နှိုးသွားတယ်ဆိုရင်တော့ကလပ်ဆွီလေးလည်းကောင်းတယ်စတာတော်လေးတွေလည်းကောင်းတယ်အကုန်ကောင်းတယ်လို့ပြောလို့ရတယ်အဲ့နေရာမှာအဓိကပြောချင်တာကျွန်တော်ကဘယ်နေရာပြက်နေမလဲဆိုတာကိုလှမ်းထောက်လိုက်တာဆရာဝန်လုံးပေါ့နှစ်ချက်နဲ့ထောက်လိုက်တယ်ဘိုက်ထဲမှာလေတွေများနေလားအစာမကြေလားရင်ပြည့်နေလားရင်ကဲနေလားချောင်းဆိုးနေလားချွဲကျက်နေလားဒီသဘောတရားကိုစမ်းသပ်လိုက်တယ်လို့ပဲစံငယ်ပြင်တဲ့လူတယောက်ကစမ်းသပ်လိုက်ပြီဆိုတော့ကိုကတော့အမှန်တကယ်တော့ဒီကလပ်စီရွယ်လေးကလပ်ဆွဲပြီးဆန်လို့မနိုးတဲ့အခါမျိုးမှာ body ground ကနေပြီးတော့ဝါသီးတစ်ချောင်းနဲ့အပ်ချပြီးတော့ဒီထဲကိုအပ်ကြီးသွားပြီး join မှုပြောတာမဟုတ်ဘူးဖတ်ကနေဆိုကိုကဒီလိုမျိုး body ground မှာသူတစ်ချောင်းအပ်ချကျန်တဲ့တစ်ချောင်းဒီမှာအပ်လာထိုးလိုက်ပြီးတော့စတက်ကလုံးလေးလိုဆက်နိုးသွားတယ်ဆိုတော့ဒါဆိုရင်ဟဲ့အောင်လေးကလပ်စီရွယ်လေးကောင်းတယ်ရကလပ်ခိုင်းမှာရှိနေတဲ့ဆွီလေးကြောင်နေတာကိုကဒီလိုမျိုးဆုံးဖြတ်လို့ရတယ်ပေါ့ဘယ်နေရာပြက်နေတယ်လဲဆိုတာကိုအကုန်လုံးကြီးကိုလိုက်ပြီးမှရေးတွေလည်းဖြုတ်ဆန်းကျိုးတွေလည်း connection တိုင်းနေရင်တော့ဆိုင်ငယ်တစ်စီးကပြီးမှမဟုတ်တော့ဘယ်နေရာကိုဘလို့အရင်စလိုက်ရတာနဲ့အဖြေကိုဘလို့ရှာမလဲဆိုတာကိုဒီသဘောတရားလေးကိုပြောပြချင်တာနော်အဲ့တော့ဗာလဲ class မှာကျိုးက၄ချောင်းအရင်စတော့နေထွက်လာတဲ့ junior class တွေကိုပွင့်ဝင်ပြီးတော့စတာတော်လေးတွေကိုအပေါင်းပွားပေးမယ်အပေါင်း2ချောင်းပြီးတော့ရင်ရှေ့မှာရှိနေတဲ့ class ဆွဲတဲ့ခံရရင်နောက်မှာပါတဲ့2နှစ်ပင်ကနေပြီးတော့အဝင်အထွက်ပြီးတော့ class တွေလေးကပ်ဖို့အတွက်အနှုတ်ပွားပေးမယ်တစ်ချောင်းပရိဒီယာနေပြီးတော့ class တွေလေးကပ်ဖို့အတွက်အနှုတ်ပွားပေးမှာတစ်ချောင်းအလုံးပေါင်း2 4ချောင်းအပေါင်း2ချောင်းအနှုတ်2ချောင်း2 4ချောင်းမြင့်မို့ relay ဒါဆိုတော့ class တွေလေးမကောင်းရင်ဘာတွေဖြစ်မလဲဆိုရင်စတက်မရဘူးဒီဟာ position ကျိုးတွေပြုံးနေရင်တော့ခွန်တာနဲ့ဖရီးတော့မှန်တယ်ဗာလဲဖရီးဒီယာကတော့မှန်တယ်စက်မနိုးဖရီးဒီယာလည်းမှန်တယ်ရှေ့ဆိုင်ငယ်ကိုရှေ့တော့နောက်လုပ်ကြည့်တော့လဲဆိုင်ငယ်ကသွားနေတယ်ဒိုင်ကော်ထဲမှာလည်းဖရီးမလဲဘူးဆိုတော့အဲ့ဒီထားမှာဆိုရင်ကျွန်တော်တို့ကစတက်မရဘူးဆိုရင်တော့အကျိုး connection တက်လို့လား socket ပြုတ်လို့လားဆက်ရပါမယ်ဒီဖရီးကျိုးဒါကြလို့ဂီယာဝင်နေတယ်ဂီယာဝင်ပြောတာပဲကုထုကျော်ကတော့ပြောတော့ဂီယာဝင်နေကလပ်ဆွဲဆက်နိုးဒါနဲ့ဂီယာဝင်နေတဲ့ကလပ်ဆွဲဆက်မနိုးဘာဖြစ်လို့လဲ rally မကောင်းလို့လားဒါမှမဟုတ်ရင်ကလပ်စီကနေထွက်တဲ့ကောင်ကပဲကလပ်စီ rally တွေကိုနှုတ်ပေါ်ကမပေးလို့လားဒါကိုစစ်ဆေးပြရမှာနော်ဒါဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာရှိနေတဲ့ FZ မှာရှိနေတဲ့ CKB ရဲ့အုံတန်မှုက240လောက်ရှိတယ်။ point ရဲ့ AC ချွန်လုံးက point ရ12ထုတ် point full weight point ဒီအောင်တုံးချောင်းထွက်တယ်စလို့အနေထားမှာ25ဘလောက်ထွက်တယ်ဒီပါအဆုံးဆိုရင်160 90 80ထွက်တယ်ဒါမှမဟုတ်သွားတယ်ဒါမှမဟုတ်ကနေပြီးတော့အနီရောတုံးချောင်းထွက်တယ်30အပြည့်ပြုခံပြီးတော့ဗရီချာကျင်လုပ်ပြီးတယ်ဗရီရရှိနေတဲ့ကောင်က30အပြည့်ပြုခံပြီးညီကျိုးဖြစ်ပြန်ထွက်တယ်ထွက်ပြီးတော့ဝင်တယ်တော့ဝင်လိုက်တဲ့ကောင်မှာညူကျိုးဖြစ်ပြန်ထွက်တယ်အညူကျိုးက2ချောင်းပြန်ထွက်တယ်တစ်ချောင်းကပြောတော့ ECU ပင်6နဲ့ဒိုင်ဝက်ထဲကို power supply ပေးဖို့ရကျန်တဲ့ချောင်းကကျတော့ engine store တွေကိုဝင်တယ် engine store ကိုဖွင့်လိုက်တဲ့ကျမှ NICU ဖြစ်ပြန်ထွက်တယ် NICU ကနေမှ socket ခံတယ် socket ခံပြီးတော့ NIONI ဖြစ်ပြန်ထွက်တယ် NIONI ဖြစ်ပြန်ထွက်ပြီးတော့ nozzle plug point C band နော် FIG လေးထိန်းမကိုပေးဖို့တလို့ clutch လေးတွေကိုလည်းပေးဖို့တယ် clutch လေးတွေကိုဘာကြောင့်ပေးဖို့တာလဲစတာတော်လည်း relay ကပ်ဖို့အတွက်အပေါင်းဖို့ဟာကိုဒါတိုင်းမပြီးဘဲနဲ့ clutch လေးခံထားတယ်ဘာကြောင့် relay ခံထားလဲဆိုတော့ clutch ဘေးဖြစ်နေလို့ဘာကြောင့်လို့ gear ရှိတဲ့အချိန်မှာဆက်နိုးမိမှာဆိုလို့ဒီ relay ခံထားတာပါဒီ relay ခံထားတဲ့အချိန်မှာသူ့မှာဘယ်နှချောင်းရှိလဲကျိုး၄ချောင်းဒီစလုံးကနေလာတဲ့အပေါင်းနဲ့ဖတ်သွားတဲ့အပေါင်း2ချောင်း3နီးကနေလာတဲ့အနဲ့ clutch relay ကနေလာတဲ့အ2ချောင်းအပေါင်း2ချောင်း2ချောင်းဒါဆိုတော့ FZ wiring diagram နဲ့ပတ်သက်ပြီးတော့နော်ဖြူလို့နော်ဖြူလို့ battery လို့ coil လို့ CKB တို့ရဲ့အုံတန်ဖို့
နော်ကလပ်စုလေးမကောင်းရင်ဘာဖြစ်မလဲဒီယာပိုတစ်ရှင်မကောင်းရင်ဘာဖြစ်မလဲကလပ်စုမကောင်းရင်ဘာဖြစ်မလဲစလိုလည်းမကောင်းရင်ဘာဖြစ်မလဲ30 MB ဖြူမကောင်းရင်ဘာဖြစ်မလဲ engine stop မကောင်းရင်ဘာဖြစ်မလဲဆိုတာလေးတွေကိုအသေးစိတ်နားလည်လိမ့်မယ်လို့ထင်ပါတယ်နော်ကြာရှိနေတဲ့ဒီဘက်မှာရှိနေတဲ့စင်ဆာအကျူပီတာဘိုင်းတွေရဲ့ဝါရင်းပလန်လေးကိုတော့နောက်နေ့မှပြန်လည်ရှင်းပြပါဦးမယ်လို့ကျွန်တော်လည်းတနေ့ကုန်နော်ဘာလို့ဆက်မှာလဲသူဆက်ပို့ရတယ်စာအုပ်မှာလည်းသူကိုလည်းစာအုပ်ပို့ရတယ်ဒီမှာလည်းနော်တပည့်တွေကိုပြန်ပြီးတော့စီမံတဲ့ကိစ္စလေးတွေလုပ်ရသေးတယ်ဆိုတော့အလုံးမအားလက်တဲ့ဂျားကကျွန်တော်ဝါရှော့ညီကိုတွေအတွက်လေးလာတဲ့ညီကိုတွေအတွက်ခွန်အားဖြစ်စေဖို့ရာအတွက်တခါလေးမှသူတို့မှစိတ်သက်ကြသွားနိုင်တယ်ငါမှကွာတင်တန်းတက်ဖို့ကလည်းပတ်စံမရှိဘူးမိန်းမကလည်းမလွတ်ဘူးကွာအမေကလည်းမလွတ်ဘူးကွာကျမကြီးအခြေအနေကလည်းမကောင်းဘူးလမ်းမဆက်တော်ရေးတွေကလည်းမကောင်းဘူးကွာငါလှုပ်ရှားနေရတာအဆင်မပြေပါဘူးကွာသူများတွေကတော့ဘယ်နိုင်ငံဘယ်ရက်ဘယ်ဒေသဘယ်မြို့မှာဘာတွေလှုပ်ရှားလို့ဘလို့အောင်မြင်နေပြီဆိုပြီးတော့သူများအောင်မြင်တာကိုကြည့်ပြီးတော့သူတို့တွေစိတ်သက်ကြသွားမှာစူးသည့်အတွက်ပတ်စံကုန်စရာမလိုပဲခရီးထွက်စရာမလိုပဲတင်တန်းတက်စရာမလိုပဲနဲ့အခုလိုမျိုး line မောကနေဆရာအသီးသီးရဲ့လွှင့်ထားတဲ့ line ကလေးတွေကိုကြည့်ပြီးလေ့လာလို့ရအောင်ကျွန်တော်လည်းအဲ့ဆရာအသီးသီးတွေကနေမှကျွန်တော်ရတက်ဆွမ်းတဲ့ပညာဌာနနည်းနဲ့ workshop ညီကိုတွေကိုပြန်လည်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်သည့်အတွက်ကျွန်တော် live video ကိုဝင်ကြည့်နေတဲ့ဆရာတွေကလည်းပြန်ပြီးတော့ sharing လုပ်ပေးမယ်ဆိုရင်အားလုံးအတွက်အဆင်ပြေဝမ်းမြောက်မှုရပါလိမ့်မယ်နော်နောက်တစ်ခုကကျွန်တော်တို့အခက်အခဲတွေကိုလည်းကြော်လွှားနိုင်အောင်ကြိုးစားပါလို့အခက်အခဲကြုံလာတဲ့မရှောင်တဲ့ဒဲတူးမင်းဘာကောင်းလဲငါဘာကောင်းလဲမေးနော်မေးယူရရင်မင်းကလူမိုက်လားငါမလဲမင်းကဘလောက်မိုက်လို့လဲငါမင်းထက်ပိုမိုက်တယ်မင်းစော်တဲ့ငါစော်ကပိုမိုက်တယ်ဆိုတဲ့စကားလို့ပေါ့ဆန်းဆန်းခန့်တဲ့ချင်းလို့ပြောချင်တာကမင်းမအခက်အခဲကိုကကြော်လွှားဖို့ရအောင်ပြောတာရန်ဖြစ်ဖို့ရအောင်ပြောတာမဟုတ်ဘူးကြော်လွှားမှာအဲ့အခက်အခဲကိုဖြေရှင်းပြီးကြမှာအဖြေရှိတယ်ပုံစံရှိရင်အဖြေရှိတယ်နော်ဒီပုံစံရေမတော်တက်လို့ခြံထားခဲ့မယ်ဆိုရင်စင်ပြေတာမပြေဘူးအဲ့ပုံစံရနောက်မှာအဖြေရှိနေတယ်အဲ့အဖြေကိုရရင်တအားပြောစရာကောင်းတယ်အဲ့လိုမျိုးပြောစရာကောင်းချင်ရင်လည်းအဲ့ဒီပုံစံကိုဖြေရှင်းနိုင်အောင်ကြိုးစားရတယ်အဲ့တော့နော်ကိုယ့်ရဲ့ workshop ညီကိုတွေ online သင်တန်းသားတွေရော Facebook ပေါ်ကနေ chicken လေးစားရတယ်ကျွန်တော် live video ကိုကြည့်ပြီးတော့အားပေးနေတဲ့ညီကိုများအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ရင်းနဲ့ကျွန်တော် live video လေးကိုဒီနေ့မှဆုံးသက်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ